မင်္ဂလာပါရှင် K Story YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နေ့စဉ်နေ့တိုင်းစိတ်ဝင်စားဖွယ်ရဇာတ်လမ်းကောင်းတွေကိုရွေးချယ်တင်ဆက်ပေးနေပါတယ်ဒီကနေ့မှလည်းစာရေးဆရာတရိစကားရဲ့သွေးစားဘလူးဇာတ်လမ်းကိုစက်သိမ်းပိုင်းကိုတင်ဆက်တော့မှာဖြစ်ပါတယ်တင်ဆက်မှုမစခင်မှာ Channel ကို Like and Subscribe နဲ့အားပေးဖို့တောင်းဆိုချင်ပါတယ်ဇာတ်လမ်းတစ်တွေတင်တိုင်းသိရှိစေဖို့ဘေးနားအနိုတီခေါင်းလောင်းကိုတစ်ချက်နှိပ်ထားပေးပါရှင်ပထမအမျိုးအစားဖြစ်တဲ့ရာဇနာဝိဇ္ဇာသည်ရှစ်ပူဇော်ခြင်းလို့အဓိပ္ပာယ်ထွက်တဲ့တက္ကတဝဟာရဖြစ်တဲ့အစီအရင်ပွဲသမင်ကျင်းပခြင်းရှစ်ပူဇော်ခြင်းပရလောကမှာဆောက်လို့နာနာဘာဝနဲ့နတ်တို့၏အကုအညီနဲ့တိတ်တိရရှိသောနိလန်ဖြစ်တဲ့တိုက်ရိုက်တက်ဆင်ခြင်းရရပြုခြင်းနတ်ပင်နတ်ကိုခြင်းနာနာဘာဝတွေကိုမွေးသောမှော့ပညာအောက်လန်းပညာအင်းပညာစတဲ့ရုပ်ဝတ္ထုအစီအရှင်တွေနဲ့ပရလောကသားတွေကိုအားကိုးပြုပြီးတကိုးရရှိအောင်ပြုခြင်းကိုရာဇနာဝိဇ္ဇာပညာလို့ခေါ်တယ်ဒုတိယပညာကမန္တရဝိဇ္ဇာလံဖြစ်တဲ့မန္တန်တွေကိုရွတ်ဖတ်တရစေခြင်းဖြင့်မန္တန်ဆောင်နှတ်တွေပရလောကသားတွေအကုအညီနဲ့ကောင်းဆွဲဆသောကြားမြင်ရရှိခြင်းဆောင်ရွက်ရန်ကိစ္စတစ်ခုကိုနှတ်တွေပရလောကသားတွေကိုပြုလုပ်စေခြင်းဖြင့်ရရှိတဲ့တကူဖြစ်တဲ့အဲ့ဒီဒုတိယမန္တရဝိဇ္ဇာကလည်းမော်ပညာတစ်မျိုးပဲဖြစ်တဲ့တတိယခန္ဓာရေးပညာမှာစိတ်တကူရရှိရေးအတွက်ကြင်ကြံအားထုတ်ပြီးနောက်မိမိရဲ့စိတ်တကူနှင့်ကြားအမြင်ပေါက်ခြင်းပရလောကနဲ့ဆက်သွယ်နိုင်ခြင်းမနှောပေါက်ခြင်းစတဲ့တကူတွေကိုစိတ်တကူတသက်ဖြင့်ရရှိအောင်ကြင်ကြံတဲ့လမ်းကိုခန္ဓာရေးဝိဇ္ဇာလမ်းလို့ခေါ်တယ်တန်ချုံတွေပေါ်မှာထိုင်ပြီးတရားကျင့်တဲ့စာရိုးတွေဟိမဝနာရေခဲတုံးပေါ်မှာအဝက်မပါဘလောက်ကိုရီထိုင်၍ယောဂကျင်းသောဖကီတွေတတ်တလို့စား၍တောတကာတောင်းတကာလှည့်ပြီးကန္နာရီခရီးထွက်ရင်ကြင့်ကြံနေသောဝိဇ္ဇာတွေတောင်ဆောင်တွေကိုရီမှာကာလကြာရှည်စွာအောင်ပြီးကြင့်ကြံနေသောယတိများသည်တတိယကန္နာရီဝိဇ္ဇာပညာမှာအကျုံးဝင်နေပေါ်လပယင်တန်အိန္ဒိယပြည်ရောက်စဉ်ကတွေ့ခဲ့ရသောရှိကအမွှေးနှံထွက်ခြင်းငှက်တီရပြန်ရှင်းလာခြင်းစတဲ့တကူများမှာပထမနဲ့ဒုတိယအမျိုးအစားမှာပါဝင်နေအချို့ယောဂီစာတူးတွေကလူထုပြိသက်ရှေ့မောက်မှာမြေတွင်းအောင်ပြီးတလခန့်ကြာမှမြေတွင်းဟာပကတိအတိုင်းထွက်လာပြီးတော့မူလကဂရိပြုထားကြတဲ့အတိုင်းလောင်းကြီးရဲ့ဖြစ်မြင်းတကောင်စီးပြီးထွက်သွားကြောင်းကိုလည်းမှတ်တမ်းမှတွေ့မြင်ဖတ်ရှုကြရတယ်စတုထကန္နာဤပညာကဂௌတဝိဇ္ဇာလို့လည်းခေါ်တယ်အတ္တမဝိဇ္ဇာလို့လည်းခေါ်တယ်ဂௌတဆိုတဲ့တက္ကတဝဟာရကလျှို့ဝှက်နက်နေသောလိုအဓိပ္ပာယ်ဖွင့်နေအတ္တမဆိုသည်မှာဓဖျားထံမှစင်းသက်လာပြီးလူခန္ဓာကိုယ်ထဲမှာကိန်းနေတဲ့ဝိညာဉ်တက်လို့အဓိပ္ပာယ်ထွက်တယ်လူသည်မိမိခန္ဓာကိုယ်အတွင်းကိန်းအောင်နေသောဝိညာဉ်ကိုရှင်သန်နိုးကြားလာအောင်ကျင့်ကြံခြင်းအပြင်ဝိညာဉ်ရဲ့တကူသိတိတွေကိုရရှိစေတယ်ဓဖျားကြီးသည်ဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တရှိလေတော့ဓဖျားကြီးရဲ့ဓာတ်ဖြစ်တဲ့ဝိညာဉ်မှလေအဲ့ဒီကုံတော်သုံးပါးရဲ့သိတိစွမ်းအင်တွေကိန်းဝေါ်ပြီးဖြစ်တယ်ဒါကြောင့်အတ္တမတိဟုသောဝိညာဉ်မှာကိန်းအောင်နေတဲ့သိတိစွမ်းအင်ကိုအတ္တမဝိဇ္ဇာပညာလို့ခေါ်ပြီးအတ္တမဝိဇ္ဇာပညာကိုသာလျှင်မဟာကန္နာယီပညာအာရဏကန္နာယီပညာရှံမဲလာကန္နာယီပညာလို့ဆိုတယ်ပထမဒုတိယတတိယဝိဇ္ဇာပညာတို့မှာသုလကန္နာယီပညာသာဖြစ်တယ်မဟာကန္နာယီမဟုတ်မဟာကန္နာယီလမ်းစဉ်အရပေါက်မြောက်သွားသူများမှာခေတ္တမှာရာမခရစ်ရှနာယောဂနန္ဒအစရှိတဲ့ပုဂ္ဂိုလ်လေးယောက်9ယောက်ခန့်သာရှိတယ်လို့ဂိုဘီခရစ်ရှနာခေါ်ကုံတာလီနီနိုဘီကဘာကျော်သွားသူပုဂ္ဂိုလ်ကြီးရဆိုတယ်သုဒကန္နာယီပညာမှာအကျုံးဝင်တဲ့အစီအရင်ပညာပူဇော်ပါသမှုပညာမော်ပညာမန္တန်ပညာစတဲ့တကုသိတိတွေကအိန္ဒိယတိုင်းရင်းသားဒရာဘီတီယန်တွေစီမိုက်တိုရဲ့ RNN တို့မဝင်ရောက်မီကပင်ရှည်ရင်းဆွဲပညာရက်တွေဖြစ်ကြတယ်တနည်းအားဖြင့်ပြောရရင် RN မျိုးနယ်တွေမပေါ်ပေါက်မီရပင်အတ္တလန်တစ်တိုက်သားတွေလက်ထက်ကလေးရရှင်းနေပြီဖြစ်တဲ့လောကီပညာတွေသုလခန္ဓာဤပညာတွေဖြစ်တဲ့ဂௌတဝိဇ္ဇာလို့ခေါ်တဲ့အတ္တမဝိဇ္ဇာလို့ခေါ်တဲ့မဟာခန္ဓာဤပညာဒီကအာရန်တို့ဝင်ရောက်လာပြီးနောက်ခရစ်ရှနာအရှင်ကစတင်ဓာတ်ဖွင့်သင်ကြားပေးခဲ့တဲ့အာရန်ကန္နာယီသို့မဟုတ်ရှမေလာမဟာကန္နာယီပညာဖြစ်တဲ့ခရစ်ရှနာသည်အမရဝရီမျိုးမှာတပည့်သားဝကတွေကိုကန္နာယီပညာမျိုးစေ့တွေချပေးခဲ့ရမှာယနေ့တိုင်အိန္ဒိယပြည်မှာပေါ်ထွန်းတည်တံ့ခဲ့တဲ့မဟာကန္နာယီပညာဖြစ်လာတယ်။ဒါအပြင်အဲ့ဒီပညာတွေကိုအီဂျစ်မဟာကန္နာယီပညာတို့မှလည်းအများဆုံးတွေ့ရှိနိုင်တယ်။ BC 4000ခန့်ကအီဂျစ်နိုင်ငံကိုအုပ်စိုးခဲ့တဲ့ဟာရုတာတက်ဘယင်လက်ထက်မှာခေါင်းဖြတ်တက်ဖြတ်ခံရတဲ့သူတွေကိုတောင်အသက်ပြန်ရှင်အောင်ပြုလုပ်ပေးနိုင်ကြတယ်။အဲ့ဒီအချိန်ကပေါ်ပေါက်ခဲ့တဲ့ဘူတာဝါဟနမဟာကန္နာယီပညာရှင်မှာရှာတီတာဆိုတဲ့ပုဂ္ဂိုလ်ပင်ဖြစ်တယ်။ဟာရုတာတက်ဘယင်ကြီးကရှာတီတာရဲ့တရင်ကိုကြားတဲ့အခါနန်းတော်ကိုလာရင်ဖိတ်ခေါ်လို့ရှာတီပါသည်ဘယင်ရှေ့မှောက်ကိုရောက်လာခဲ့ရတယ်။ဘယင်အမိန့်နဲ့တေးတန်းကြနေတဲ့အကျဉ်းသားတစ်ယောက်ကိုခေါ်ထုတ်လာစီပြီးရှာတီတာအသုံးပြုတဲ့ပညာမှာမန္တမန္နယပညာပင်ဖြစ်ကြောင်းကျူစာမှတ်တမ်းတွေမှာရေးသားဖော်ပြထားတယ်။မန္တမန္နယပဲဖြစ်ဖြစ်အခြားပညာနဲ့ပြုလုပ်တာပဲဖြစ်ဖြစ်အတ္တမရှိသူအတ္တမရှိတဲ့အရာဝတ္ထုကို
အသက်ဝင်အောင်ပြုလုပ်ပေးတဲ့ပညာကဗုဒ္ဓဝါဟနပညာပင်ဖြစ်တဲ့ဒေါက်တာမင်းထင်ကျော်ဟာထိုကဲ့သို့အကျိုးအကြောင်းအချက်လက်တွေနဲ့ပြောပြတဲ့အခါစုံတော့ကြော်စွာနဲ့လက်ခံရတော့မယ်။ဘဝတုဒ္ဓပြည့်စုံတဲ့ဒေါက်တာမင်းထင်ကျော်အပေါ်မှာလေများစွာထင်ကြီးလေးစားမှုဖြစ်မိတယ်။အဲ့ဒီနောက်နှစ်ယောက်သာအပေါ်တက်ကိုပြန်တက်လာကြတယ်။ဘာရွှေနဲ့ရီရီတို့အလောင်းနှလောင်းကိုပလိတ်တွေကစေးုံကြီးကိုယူဆောင်သွားကြပြီဖြစ်တော့လေအိမ်ပေါ်မှာတော့အယိုးစုကြီးတွေကကျန်းနေခဲ့ကြသေးတယ်။အယိုးစုကြီးတွေကအယုတ်ကျိုးပြက်လေးကျနေတဲ့ရုပ်သေးရုပ်တွေနဲ့တောင်တူနေတော့လေအဲ့ဒီအယိုးစုကြီးတွေကရောဘလို့လုံးမလဲဆရာသူ့နေရာပြန်ရအောင်လုပ်ပေးရမှာပေါ့ဘလို့လုံးမလဲသူတို့ကအသက်မှမရှိတော့တာဒီတော့ဖုတ်သွင်းတဲ့နေနဲ့သူ့နေရာပြန်ရအောင်လုပ်ပေးရမှာပေါ့ဆရာလှုပ်တတ်သလားယင်ကျွန်တော်မလှုပ်တတ်ပါဘူးဆရာကြီးဥပကောင်းကတော့ဒါမျိုးတွေကိုကျွမ်းကျင်နေသူ့ကိုအကျိုးအကြောင်းပြောပြပြီးကိုကြီးတောင်းရမှာပေါ့ဗျာလို့ပြောဆိုပြီးနှစ်ယောက်သားအဲ့ဒီနေရာမှပြန်ထွက်လာခဲ့ကြတယ်အချိန်ကညဦးပိုင်းချိန်ကြော်လွန်လာခဲ့ပြီဖြစ်တယ်အဲ့ဒီအချိန်မျိုးကိုရောက်လာတော့လူသွားလူလာမရှိတော့တဲ့ဟာမက်တစ်လမ်းတစ်လျှောက်လုံးမှာလူသွားလူလာရှင်းလင်းလျက်ရှိနေတယ်လမ်းတစ်လျှောက်လုံးရဲ့ဘေးတစ်ဖက်တစ်ချက်မှာတစ်ပင်ဝါပင်ကြီးတွေအုံမိုးနေသောကြောင့်အမောင်တို့ကပုံများနေတာဖြစ်တယ်လာရောင်ကလည်းမရှိမီးအောင်ကလည်းဝိုးတော်ဝါများတာရှိတယ်အဲ့ဒီပတ်ဝန်းကျင်မှာနေရအနှံ့အမောင်ရိပ်တွေရတာနေရယူထားတာကြောင့်ရန်ကုန်နယ်နမိတ်အတွင်းမှာပါနေရပင်ဖြစ်လင့်ကစားတောကြီးမြမြအတွင်းကိုရောက်နေတယ်လို့ထင်စရာရှိတယ်ရက်ပိုင်းလပိုင်းအတွင်းမှာပင်ရှေ့စစ်နောက်ဆင့်ဆိုတယ်လို့လူ၄ယောက်တပြိုင်နက်တေဆုံးသွားခဲ့တဲ့ဟာမက်တစ်လမ်းထဲမှာရှိတဲ့အိမ်ကြီးပေါ်မှာတော့လူ၃ယောက်ရှိနေတယ်ဒေါက်တာမင်းထင်ကျော်စုံတော့ကြော်စောနဲ့ဆရာကြီးဦးပန်ကောင်းတို့၃ယောက်ပင်ဖြစ်တယ်ဆရာကြီးဦးပန်ကောင်းဆိုတဲ့ဖြင့်အခန်းကျယ်ကြီးနဲ့တခန်းတနာနေတဲ့ဆရာကြီးတယောက်တော့မဟုတ်ဘူးဂျားတော်ရလန်ရှိဆွေမျိုးသားချင်းတော်ဆက်တဲ့ဖုန်ကြီးကျောင်းတစ်ကျောင်းမှာကပ္ပိယအဖြစ်နဲ့နေထိုင်နေဆရာတယောက်ပင်ဖြစ်တယ်စေကံမရှိနာမည်စိုင်းပုံမရှိတော့လေဦးပန်ကောင်းကစေပညာဓာတ်ပညာအကိယပညာနဲ့ဂမ်ဘီယာပညာများမှာတော့သူမတူအောင်နှံ့ဆက်ကျွမ်းကျင်သူတယောက်လေးဖြစ်တယ်ထူးခြားဆန်းကျယ်တဲ့ပညာရက်တွေဆိုရင်ဇကုတ်ဇက်ခဲလေးလာလိုက်စားလေးရှိတဲ့ဥပကုံထံမှာတခြားသူတွေမသိနိုင်တဲ့လူဝက်ပညာရက်တချို့လည်းရှိတယ်။အဲ့ဒီပညာရက်ထဲမှာဘူတာဝါဟနလို့ခေါ်တဲ့ဖောက်သွင်းသောပညာနဲ့တစ်မျိုးအပါအဝင်ဖြစ်တယ်။ဥပကောင်ကဒေါက်တာမင်းထင်ကျော်နဲ့စုံတော့ကျော်စွာတို့နဲ့လေခင်မင်းရင်းနှီးသူတယောက်ဖြစ်တော့ကိစ္စကြီးငယ်ရှိလေတွားရောက်ကိုကြီးတောင်းရင်လွဲအိတ်တလုံးချပြီးတော့ချက်ချင်းထလိုက်လာတဲ့သူလေးဖြစ်တယ်။အခုလဲဒေါက်တာမင်းထင်ကျော်ကသွားခေါ်လာတာကြောင့်ဟာမက်တစ်လမ်းမှာအိမ်ကြီးကိုလိုက်လာတာဖြစ်တယ်။အဲ့ဒီနေရာရောက်ပြီးအိမ်ပေါ်မှာဖယိုဖယဲနဲ့လဲကျနေတဲ့အယိုးစုကြီးတွေကိုတွေ့တဲ့ဖြစ်ပြီးတော့ဒေါက်တာမင်းထင်ကျော်ကဖြစ်ပျက်သမျှတို့ကိုအတူချုပ်ပြီးပြောပြလိုက်တယ်။လွန်ခဲ့တဲ့လလောက်ကမှဒီအိမ်ကကလေး2ယောက်တည်သွားကြတယ်။ညတော့လင်းမယား2ယောက်လုံးတည်သွားတယ်။စစ်စီးကြီးတော့ဒဏ်ရာတန်ချက်တော့ဘာမှမတွေ့ရဘူး။ထိတ်လန့်ကြောင်းရွံ့ပြီးတော့တည်ရတာလို့တော့ယူဆလို့ရတယ်။ဥပကောင်ကခေါင်းညင်ပြတယ်။ကျွန်တော်တို့ရောက်လာတော့အိမ်မော်မှာအခုလိုအယိုးစုကြီးတွေရောက်နေတာတွေ့ရတယ်။ဒါတွေကဘယ်ဟာရောက်နေတာလဲ။မြေအောက်ခန်းထဲမှာကလာတင်ញိုင်အောင်တစ်ခုရှိတယ်။အဲ့ဒီဟာရောက်နေတာအသက်မရှိတဲ့အယိုးစုတွေကတော့သူ့ဘာသာဘယ်လာနိုင်မှမလဲတယောက်ယောက်ကအစီအရင်နဲ့လှုပ်လိုက်လို့ဒီအပေါ်ရောက်နေတာဖြစ်မှာပေါ့ဒီမြေအောက်မှာတင်ញိုင်အောင်တစ်ခုရှိတယ်ဆိုတာသိဖို့တော့ခဲရင်နေတာမန်လူတွေအတွက်ကတော့ခဲရင်တာပေါ့ဒီပညာကိုလေ့လာလိုက်စားတဲ့သူတွေအတွက်ကတော့ဘယ်နေရာမှာဘာရှိတယ်ဆိုတာသိနိုင်ကြတယ်တိုက်တူးသလိုမျိုးပေါ့မြေပေါ်မြေအောက်မှာဥစ္စာတိုက်ပညာတိုက်တွေအများကြီးရှိတာပဲတာမန်လူတွေဘယ်မှာမြင်ရသိရလို့လဲတိုက်အကြောင်းကိုသိရှိနားလေတဲ့တိုက်ဆရာတွေမှသာမြင်နိုင်သိနိုင်ကြသလိုမျိုးပေါ့သဘောပေါက်ပါပြီအဘဒီအယိုးစုကြီးတွေကိုသိလွင်ရသူပြန်ရအောင်ပို့ပေးရမယ်အဘလုပ်ပေးနိုင်မလားစူးစမ်းကြည့်တာပေါ့လို့ဥပကောင်ကအေးအေးဆေးဆေးအမှုအရာမျိုးနဲ့ပြန်ပြောတယ်အဲ့ဒီနောက်ညနေပိုင်းအချိန်ရောက်တော့ဥပကောင်ကစီစဉ်စရာရှိတာတွေကိုစတင်စီစဉ်နေထုံးစံအတိုင်းသူပြုတ်လုပ်နေကြအတိုင်းဘလူးစီလူစီတားတယ်ပရဲရပရဲချီတို့ပြင်ဆင်ထားတယ်အမွေးတိုင်ဖျောင်းနိုင်တို့ကိုထွန်းနေမီးအောင်ရလာတော့ကျမ်းမြေပေါ်မှာလေးချနေတဲ့အယိုးစုကြီးတွေကိုမြင်တွေ့ရတယ်အယိုးစုကြီးက၄ခုဖြစ်တယ်ဒီအိမ်ထဲမှာမကြုံမလွတ်သေးတဲ့ဝိညာဉ်တွေရှိနေကြသေးတယ်ဒီအိမ်မှာတည်သွားတဲ့လူတွေကဝေမာနီကပိတ်တာဘုံဘဝမှာပဲရှိကြသေးတယ်ဘလို့ကြောင့်လဲတည်တဲ့လူတွေကနေရာဟောင်းကိုဆွဲလန်းမှုရှိကြတယ်သူတို့တည်သွားပြီးတဲ့နောက်မှာသူတို့အတွက်ရည်စူးပြီးကုသိုလ်ကောင်းမှုလုပ်ပေးတာတို့အမျှအတန်းဝေပေးတာမျိုးတွေလုပ်ပေးကြတဲ့ပုံမရဘူးဟုတ်မယ်ထင်တယ်ဒါကြောင့်မကြုံမလွတ်တဲ့ဝိညာဉ်ဘဝနဲ့ပဲရှိနေကြအောင်မှာပါကဲသူတို့ကိုခေါ်ရအောင်အတမထွက်ဖယ်နဲ့ငိမ့်နေကြပါလို့ပြောပြီးမီးအောင်ကိုနှိမ့်တက်လိုက်တယ်ဒါကြောင့်အင်ကြီးအတွင်းမှာမဲမောင်သွားပြန်နေဥပကောင်ကတော့မြစ်တာဖို့အမျှအတန်းပေးဝေပြီးတော့ဂါထာမန်တန်တို့ကိုရွတ်ဆိုနေတယ်အဲ့ဒီအခြေအနေကစိတ်လှုပ်ရှားစရာအကောင်းဆုံးချိန်ပင်ဖြစ်တယ်အမောင်တို့တွေကလည်းအင်ကြီးအတွင်းအပြင်တစ်ခုလုံးဖုံးလွှမ်းထားတယ်တိတ်ဆိတ်ငြိမ်သက်ခြင်းတွေကလည်းပတ်ဝန်းကျင်တစ်ခုလုံးကြောက်စရာကောင်းတော့အောင်မငြိမ်သက်နေကြတယ်အဲ့ဒီအချိန်မျိုးမှာရှေးစင်းနောက်ဆင့်ဆိုသလိုလူ၄ယောက်တည်ဆုံသွားတဲ့အင်ကြီးတစ်လုံးထဲမှာငြိမ်သက်စွာထိုင်းနေရခြင်းကတကယ်ဆိုရင်ခြောက်ချစရာတော့ကောင်းတယ်ဒါပေမဲ့ဒေါက်တာမင်းထင်ကျော်နဲ့စုံတော့ကျော်စွာတို့2ယောက်ကကြောက်ရွံ့တတ်သူတွေမဟုတ်ကြဘူးတရေတပတ်စတဲ့ပရာလောကသားတွေနဲ့ပတ်သက်ပြီး
အတွေ့အကြုံရှိတဲ့လောက်ရှိကြပြီဖြစ်လို့ကြောက်ရွံ့ခြင်းမရှိပဲစိတ်ဝင်စားခြင်းနေတာပတ်ဝန်းကျင်ကိုမျက်ခြေမပြတ်ကြည့်နေကြတယ်အတန်ကြာတဲ့အခါတိတ်ဆိတ်ငြိမ်သက်နေတဲ့အိမ်ကြီးထဲမှာလှုပ်ရှားမှုတွေစတင်လာတယ်လေပြင်းတွေဝစ်တိုက်လာတာဖြစ်တယ်လေကအပြင်ဘက်မှာမတိုက်ဖဲငြိမ်သက်နေတော့လေအိမ်အတွင်းမှာတော့လေးပွင့်မှုတကဲ့သို့တိုက်နေခြင်းဖြစ်လေတယ်တကယ်ရွက်တွေခန်းစည်းလိုက်ကာတွေလှုပ်ရှားနေကြတယ်အိမ်အတွင်းမှာရှိတဲ့တကယ်ရွက်တကယ်ချက်ကြီးတွေကတော့ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေပြီးတကြွကြွနဲ့အတမ်းမြည်နေတယ်မရှိမနှောင်းမှာပင်အိမ်ရှိဘက်အိမ်ရနောက်ဖက်ဖွင့်ထားတဲ့တကားပေါက်များမှအကောင်အရွယ်အစာကြီးမတဲ့လင်းဆွဲကြီးတွေဝင်လာပြီးအိမ်အတွင်းရောက်တော့ဟိုဟိုဒီဒီပြန်တန်းနေကြတယ်တချို့ကတော့သူတို့ထိုင်းနေတဲ့နေရာတွေအနီးမှပင်ပြန်ဝဲနေတယ်စုံတော့ကြော်စွာအေးချောင်းရှိရင်အသုံးပြုဖို့တနက်ကိုလက်နဲ့စမ်းကြည့်လိုက်တယ်လင်းဆွဲကြီးတွေပြန်တန်းနေကြစဉ်မနီမဝေးနေရာစီမှာခွေးဥတန်းတွေကြားရပြန်တယ်ဒေါက်တာမင်းတင်ကျော်ကတော့တခြားဘယ်နေရာကိုမှမကြည့်ဘဲနဲ့ဖွင့်ထားတဲ့တကားပေါက်တွေရှိရာဘက်သို့သာကြည့်နေတယ်ခဏကြာတော့အပေါ်ဓာတ်မှတရှက်နဲ့လမ်းလျှောက်နေတဲ့ခြေတံတချို့ကိုကြားလာရတယ်အတန်ကြားရသူကြည့်လိုက်တော့အပေါ်ဓာတ်မှလှီကားအတိုင်းအောက်ကိုဆင်းလာတဲ့ပုံကြီးတစ်ခုကိုမြင်ရတယ်မီးအောင်မရှိလို့တဲတဲကွဲကွဲမြင်ရခြင်းမျိုးတော့မဟုတ်ဘူးအောက်ရောက်လာတော့အသက်10နဲ့ဝန်းကျင်လောက်သာရှိသေးတဲ့မိန်းကလေးဖြစ်တာကိုတွေ့မြင်ရတယ်ဆိုတဲ့တစုံတစ်ခုကိုသဘောကျနေလို့ရင်းနေတဲ့အတန်မျိုးကိုလည်းခတ်တိုးတိုးကြားနေရတယ်အနားရောက်လာတော့မှမိန်းကလေးရင်ခွင်ထဲမှာဘိုမရုပ်တရုပ်ပွေ့ချီထားပြီးရင်းနေသောအတန်မှာမိန်းကလေးစီမှာမဟုတ်ပဲသူပွေ့ထားတဲ့ဘိုမရုပ်လေးထပ်မှထွက်နေခြင်းဖြစ်တယ်ဘိုမရုပ်ကလေးကအသက်ရှိနေတဲ့ကလေးတစ်ယောက်ကဲ့သို့ရီးလိုက်ပြုံးလိုက်နဲ့ရှိနေတယ်ဒေါက်တာမင်းထင်ကျော်တို့3ယောက်နာရောက်လာတော့အဲ့ဒီမိန်းကလေးယူလာတဲ့ဘိုမရုပ်လေးကမျက်လုံးပြူးကြီးနဲ့သူတို့ကိုကြည့်နေတယ်မင်းဘာလို့လဲဥပန်ကောင်းကမေးလိုက်တယ်ကျမရွှေကြီးပါဘာကြောင့်တေးရတာလဲဒီအယုတ်ကတက်လို့တေးရတာပါအခုဘယ်နေရာရောက်နေလဲဒီအင်ကြီးအပေါ်တက်မှာပဲနေရပါတယ်အမြအတန်းဝေပေးတဲ့သူမရှိသေးဘူးလားခေါင်းခါပြသလားခေါင်းကြီးပြသလားတော့တေးသေးချာချာမမြင်ရဘူးကောင်းပြီလေမင်းကိုဒီဘဝကြောက်လောက်အောင်ဒီအင်ကြီးပေါ်မှာကုသိုလ်ကောင်းမှုတွေလုပ်ပြီးအမြဝေပေးမယ်အခုတော့ဒီအယိုးစုတွေကိုသူနေရာပြန်ရအောင်လုပ်ပေးပါမျက်နှာသေးလေးနဲ့ရက်နေတော့ဝိညာဉ်ကကျမ်းမြေပေါ်မှာလဲကျနေတဲ့အယိုးစုကြီးကိုတစ်ချက်ကြည့်လိုက်တယ်ပြီးတော့အဲ့ဒီနေရာကိုရှောက်သွားပြီးအယိုးစုကိုယ်တွေကိုဝင်ရောက်ပြောက်ကွယ်သွားလိတော့တယ်မရှိမနှောင်းမှပင်ကျမ်းမြေပေါ်မှာလဲကျနေတဲ့အယိုးစုကြီးအသက်ဝင်လာတဲ့ကဲ့သို့ဖြစ်ပြီးနေရာမှထလာပြီးမြေအောက်ခန်းကိုဆင်းတဲ့အပေါက်ရှိရာကိုတရင်တရိုင်းနဲ့ရှောက်သွားလိတော့တယ်နောက်တစ်ချိန်မှာတော့ဖွင့်ထားတဲ့အပေါက်မှဝိညာဉ်ပုံရိပ်တစ်ခုထွက်လာပြန်တယ်အနားရောက်တော့ဥပန်ကောင်းကမေးလိုက်တယ်မင်းဘာတူလဲထုံးအောင်ပါဘလို့ကြောင့်တေးရတာလဲဒီအယိုးစုတွေအသက်ဝင်လာပြီးလာတတ်လို့မြေအောက်ခန်းထဲမှာတေးခဲ့ရတာပါအခုဘယ်နေရာရောက်နေသလဲမြေအောက်ခန်းထဲမှာပဲနေရပါတယ်အများအတန်းဝေပေးမဲ့သူမရှိသေးဘူးလားခေါင်းခါပြနေတယ်လို့တော့ထင်နေကောင်းပြီလေဝေမာနိကပိတ်တာဘုံဘဝကကြော့လို့အောင်ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးအများအတန်းဝေပေးပါမယ်အခုတော့ဒီအယိုးစုတွေကိုသူ့နေရာပြန်ရအောင်လုပ်ပေးပါလို့ပြောတော့ရှင်းနေတဲ့အတိုင်းပဲဝိညာဉ်အယိုးစုကြီးအတွင်ကိုဝင်ရောက်ပြောက်ကွယ်သွားပြီးတော့အယိုးစုကြီးကနေရာမှထကရှောက်သွားလေတော့တယ်အယိုးစုကြီးနှစ်ခုမရှိတော့လို့ကျမ်းမြေပေါ်မှာနောက်ထပ်အယိုးစုနှစ်ခုသာကျန်ခဲ့လေတော့တယ်နောက်ထပ်ရောက်လာတဲ့ဝိညာဉ်စုံတွေကဘာရွှေနဲ့ရီရီတို့ပင်ဖြစ်တယ်သူတို့လည်းဥပန်ကောင်းကစေခိုင်းသဖြင့်အယိုးစုအတွင်ကိုဝင်ရောက်ခါတဲယူသွားကြလေတယ်ကျမ်းမြေပေါ်မှာဘာမှမကြံတော့အဲ့ဒီအခါဥပန်ကောင်းကဖျောင်းနိုင်ကိုမိထွန်းလိုက်တော့အလင်းရောင်ကရလာတယ်အိမ်ထဲမှာအလင်းရောင်ရလာတော့အိမ်ထဲမှာဟိုဟိုတီတီပြန်တန်းနေတဲ့လင်းဆွဲကြီးတွေလည်းတကောင်ပြီးတကောင်ပြင်ကိုပြန်ထွက်သွားကြတော့တယ်မြေအောက်ခန်းဆင်းပြီးအခြေအနေကြီးကြရအောင်လို့ပြောပြီး3ယောက်သာဖျောင်းနိုင်ပြီးလက်နေမီတွေကိုအသုံးပြုကမြေအောက်ခန်းကိုဆင်းတယ်မြေအောက်ခန်းအတွင်းရောက်တော့ထွေထွေထူးထူးဘာမှမတွေ့ရတော့ဘူးခေါင်းတလားတွေကထားသောနေရာမှာတကားချက်တွေရလေမူလအခြေအနေအတိုင်းပိတ်လျက်သားပင်ရှိကြတယ်ဒါကြောင့်အနီးဆုံးမှရှိတဲ့တကားပေါက်ကိုတကားဖွင့်ကြည့်လိုက်တဲ့အခါအတွင်းကအယိုးစုကြီးပြန်ရောက်နေလေတယ်မူလရှိခဲ့တဲ့အတိုင်းခြေရလက်ရမပြတ်ပြန်ရောက်နေတာဖြစ်တယ်စုံတော့ကြောစွာတော့စုံတော့ပြီးစိတ်ထဲမှာမတင်ကားလို့ပိတ်ထားတဲ့တကားလေးချက်စလုံးလိုက်ဖွင့်ကြည့်တော့အတွင်းမှာအယိုးစုတွေတီးတီးပြန်ရောက်နေတာကိုတွေ့ရတော့မှများစွာအံ့ဩသွားလေတယ်အံ့ဩစရာပဲဘာများအံ့ဩနေတာလဲမောင်ကျော်စွာရဲ့ဥပန်ကောင်းကမေးလိုက်တယ်အသက်မရှိတဲ့အယိုးစုကြီးတွေကသူ့နေရာသူပြန်ရောက်နေတာကိုအံ့ဩမိလို့ပါဒါကဘာများအံ့ဩစရာရှိတယ်လေမောင်ကျော်စွာရဲ့အသက်မရှိတာကိုအသက်ဝိညာဉ်ပြန်သွင်းပေးလိုက်တော့လိုတဲ့နေရာထသွားတာဘာများစမ်းကြယ်လို့လဲခင်မီတိုးတက်ပါတယ်ဆိုတဲ့သိပ္ပံပညာတောင်ဒါမျိုးတွေကိုတတ်နိုင်ကြမယ်မထင်ဘူးသိပ္ပံပညာပုံသင်နည်းစနစ်တွေရှိမှလုံးလို့ရတဲ့ပညာမျိုးပဲလေမဟာကဏ္ဍကြီးပညာရှင်တွေအသုံးပြုကြတဲ့ဝိဇ္ဇာပညာဆိုတာပုံသင်နည်းစနစ်မလို့တဲ့အတရရမရှိအသုံးပြုနိုင်တဲ့ပညာမျိုးပဲအတမရှိတဲ့အယိုးစုတစ်ခုလောက်ကသူ့နေရာသူပြန်ရအောင်လုပ်နိုင်တာဘာဟုတ်သေးလို့လဲတတုံးကိုတတန်းလောက်လေးတဲ့ကြောက်တုံးကြီးတွေကိုတောင်အပေါ်ရောက်အောင်တင်ပြီးပိရမစ်ကြီးတွေစောက်ခဲ့ကြသေးတာပဲအဲ့ဒီစကားကြတော့စုံတော့ကြော်စွာများစွာအံ့ဩနေတယ်ပိရမစ်တွေစောက်လုပ်ခဲ့ခြင်းနဲ့ပတ်သက်ပြီးအတိုင်းအဆအမျိုးမျိုးရှိခဲ့တယ်
အေဂျီအကြောင်းလေးလာသူတွေကဘရင်တွေရဲ့တင်းချင်းကိုတွေအတွက်ဆောက်လုပ်ကြတယ်တချို့ကတော့ဘာသာရေးအဆောက်အအုံအဖြစ်ရှိရွယ်ပြီးတိဆောက်ခဲ့တယ်လို့မှတ်ချက်ကြတယ်ဘလို့ပဲအယူအဆကွဲပြားနေသည်ဖြစ်စီကမ္ဘာအံ့ဩဖွယ်စည်ရင်းမှာပါဝင်တဲ့ပိရမစ်ကြီးတွေတိဆောက်ထားပုံကတော့အံ့ဩစရာလည်းကောင်းတယ်မဟာပိရမစ်ကြီးတွေရဲ့အမြင့်ပေ480ပေရှိတယ်အောက်ခြေ square ပေ956ပေရှိတယ်အဲ့ဒီပိရမစ်ကြီးပြီးမြောက်ဖို့အတွက်အသုံးပြုခဲ့ရတဲ့ကြောက်တုံးကြီးတွေကတတုံးကိုတတန်ရှိတဲ့ကြောက်တုံးပေါင်း23သိန်းအသုံးပြုခဲ့ရတယ်လွန်ခဲ့တဲ့နှစ်ပေါင်း3000ခန့်ကဆောက်လုပ်ခဲ့တာဖြစ်တော့အဲ့ဒီအချိန်ကအီဂျစ်ပြည်ရှိလူဦးရေနဲ့ဆောက်လုပ်မယ်ဆိုရင်အချိန်မီမြကြာမြင့်မီကိုပင်မခံမနိုင်အောင်ရှိတော့တယ်မှတ်တမ်းတစ်ခုမှာတော့လူပေါင်း3သိန်းနဲ့နှစ်ပေါင်း30ခန့်ကြာအောင်တိဆောက်ခဲ့ရတယ်လို့ဖော်ပြထားတယ်ယခုခေတ်မီတိုးတက်သောခေတ်၌ပင်ခင်မီသောကရိယာတွေအသုံးပြုပြီးတိဆောက်ရင်လွယ်ကူပြီးမြောက်နိုင်မည်မဟုတ်ဘူးဂန္ဓာဤပညာရှင်တွေကတော့မန္တန်ဒီဟုသောအစွမ်းအဖြစ်ကြောက်တုံးကြီးတွေကိုလိုသောနေရာရအောင်ပို့ဆောင်ပေးကြတယ်လို့ဆိုတယ်တတုံးလည်းရင်တတန်ငက်လေးတဲ့ကြောက်တုံးကြီးတွေကမန္တန်ဒီဟုသောအတန်စွမ်းအားနဲ့မချီတဲ့အခါလေးထဲမှာငှက်တကောင်ကဲ့သို့ပြန်ဝဲနေပြီးလိုသောနေရာသို့ပို့ဆောင်ပေးခဲ့ကြကြောင်းမှတ်တမ်းမှတ်ရာတွေနဲ့ရေးသားဖော်ပြခဲ့တယ်အဘတို့အသုံးပြုခဲ့တဲ့မဟာကန္နာဤပညာဆိုတာအံ့ဩလောက်တဲ့ပညာမျိုးပါပဲဒီပညာတွေအကြောင်းကိုတည်တည်ချာချာမလေ့လာခင်ကတော့ဒီပညာရက်တွေကိုမျက်လက်ပညာပြင်ဆက်လက်ပညာနဲ့ရောထွေးနေခဲ့သေးတယ်အခုလိုမျက်မြင်တွေ့ရတော့မှပဲမဟုတ်မှန်းသိရတော့တယ်ဒါလို့ပြောဆိုပြီး3ယောက်သားအပေါ်တက်ကိုပြန်တက်လာကြလေတယ်အပေါ်တက်ပြန်ရောက်ပြီးတော့ပဒင်းမောက်တစ်ခုနောက်ရောက်တဲ့အခါထူးခြားမှုတစ်ခုရှိနေတာကိုဒေါက်တာမင်းထင်ကျော်ကသတိပြုမိလိုက်တယ်အလင်းရောင်တစုံတစရှိနေလို့အိမ်ကြီးရဲ့နောက်ဖက်ရှိဂိုးတောင်ဟောင်းအနီးမှာရက်နေတဲ့မဲမဲတရံတစ်ခုကိုသတိပြုမိလိုက်တာလည်းဖြစ်တယ်ဒါကြောင့်ကျန်တဲ့ယောက်ကိုမှားစရာရှိရာတွေကိုမှားထားခဲ့ပြီးတနက်နဲ့လက်နေမီတလက်ကိုယူဆောင်ပြီးတော့မြေအောက်ခန်းကိုတကြော့ပြန်ဆင်းလာတယ်မြေအောက်ခန်းထဲမှာတော့မှောင်မင်းနေတယ်ဒါကြောင့်လက်နေမီရောင်နဲ့သုံးပြူကသွားရတယ်မြေအောက်ခန်းကတဆင်လူသွားလမ်းအတိုင်းသွားလိတော့ဂိုးတောင်ဟောင်းရှိတဲ့နောက်ဖက်ကိုရောက်သွားလိတော့တယ်အဲ့ဒီနေရာကိုရောက်တော့လေကရစ်တွေရဲ့အတိုင်းအပေါ်ရောက်အောင်တက်သွားပြီးတော့ပိတ်ထားတဲ့အမုံတကားကိုတမ်းမကြောင်းအောင်ဖွင့်ကအပြင်ကိုထွက်လိုက်လေတယ်ဂိုးတောင်ထဲမှာလည်းမှောင်နေတယ်လက်နေမီရောင်ကိုအသုံးမပြုလို့တာကြောင့်အမောင်ထဲမှာပဲခြေအနေကိုကြည့်ရတယ်အမောင်ထဲမှာတန်ကြအောင်ကြည့်တော့ကျင်သားရလာပြီးဝိုးတော်ကမြင်လာရတယ်ဂိုးတောင်ထဲမှာတော့ဘာမှမတွေ့ရဘူးဒါကြောင့်အပေါ်ဘုံကိုလှမ်းပြီးအပေါ်တက်လိုက်တယ်အပေါ်ရောက်တော့မှစိတ်ထားတဲ့တကားမှအပြင်ကိုကြည့်လိုက်တယ်အပြင်မှာတရိပ်တွေလည်းရှိတော့မှောင်နေတယ်ဒါပေမဲ့လည်းအလင်းရောင်အချို့ရှိနေတော့ကြောင့်ဝိုးတော်ကတော့မြင်နေရတယ်စောစောကအင်ကြီးပေါ်မှာနှမ်းကြည့်စင်ကဂိုးတောင်ဘေးမှာရက်နေတဲ့မဲမဲတရံကိုနှမ်းမြင်ရတယ်အခုဂိုးတောင်ရှိရာကိုရောက်လာပြီးကြည့်ပြန်တော့မတွေ့ရပြန်ဘူးဒါကြောင့်အပြင်ကိုထွက်ပြီးကြည့်ပြန်တယ်သူ့စီမှာလက်နဲ့မီးပါတော့လဲမီးရောင်ကိုတော့အသုံးမပြုသေးဘူးဘာကြောင့်လဲဆိုတော့ဝိညာဉ်တွေကအလင်းရောင်ကိုမှနှစ်သက်သောကြောင့်ပင်ဖြစ်တယ်ဒေါက်တာမင်းထင်ကျော်ကဂိုးတောင်အပြင်ဘက်ကိုထွက်ပြီးဟိုဟိုတီလိုက်ရှာနေစဉ်သူ့နောက်ဖက်အမောင်ထဲမှာခြေတန်းလိုကြားရလို့ရက်ခါနားဆွေးနေတယ်လက်တစ်ဖက်ကလက်နဲ့မီးကိုကင်ထားပြီးတော့ကြံတစ်ဖက်ကတနက်ပေါ်ကိုဆင်းသင့်တင်ထားတယ်တရွက်တွေပေါ်မှာဖွားဖွားလေးနင်းလျှောက်လာတဲ့ခြေတန်းကသူနဲ့မနီးမဝေးနေရရောက်တော့ရက်တန့်သွားလေတယ်ဒါကြောင့်ဖြည်းဖြည်းချင်းပင်လှည့်ကြည့်လိုက်တယ်အမောင်ထဲမှာရက်နေတဲ့တရံတစ်ခုကိုမြင်ရတယ်တကောလုံးအဝဲမဲကြီးခြုံထားတော့လေအမျိုးသမီးတစ်ယောက်ဖြစ်မှန်းတော့သိတာတယ်မင်းဘသူလဲဒေါက်တာမင်းထင်ကျော်ကမေးလိုက်တယ်နမ်းမြကြည့်ပါဝိညာဉ်ဘဝရောက်နေတာလားဟုတ်ပါတယ်မင်းဘလို့ကြောင့်သေရတာလဲလူရုံမာတွေလက်ချက်ကြောင့်သေရတာပါငါ့ကိုပြောပြပေးနိုင်မလားကျမတို့ပြောခွင့်မရှိပါဘူးရှင်သိချင်ရင်တော့အကြောင်းစုံပြောပြပေးနိုင်မယ်သူရှိပါတယ်ဘသူလဲနမ်းမြဝရီပါအင်းရလမ်းမနေတဲ့နမ်းမြဝရီမဟုတ်လားဟုတ်ပါတယ်သူကမင်းနဲ့ညီမတော်တာလားဟုတ်ပါတယ်ရှင်သူနဲ့တွေ့တဲ့အခါသိကြတာမင်းနိုင်နဲ့သူအားလည်းရှင်ကိုအကူအညီတောင်းညွန်လို့စောင့်နေပါတယ်ဒေါက်တာမင်းထင်ကျော်ကခေါင်းတစ်ချက်ညှိပြလိုက်တယ်တနေ့တော့သူ့စီသွားလိုက်ပါမယ်မင်းလည်းလွတ်ကျွတ်တဲ့ကောင်းရံသူကတိဘုံဘဝကိုရောက်ပါစီလို့ဆုတောင်းပေးပါမယ်ဒေါက်တာမင်းထင်ကျော်စကားဆုံးတာနဲ့နမ်းမြကြီးရဲ့ဝိညာဉ်မှာအမောင်ထဲကိုဝင်ရောက်ပြောက်ကွယ်သွားလိတော့တယ်ဒေါက်တာမင်းထင်ကျော်လည်းတက်ပြင်းတစ်ချက်ချလိုက်ပြီးအဲ့ဒီနေရာမှာပဲတန်ကြာအောင်ရက်နေသေးတယ်တလို့ရက်နေတော့လဲနောက်ထပ်ထူးထူးခြားခြားအခြေအနေမျိုးထပ်မတွေ့ရတော့လို့စုံတော့ကြော်စွာနဲ့ဥပန်ကောင်းတို့ရှိနေတဲ့အိမ်ကြီးရှိရာဘက်ကိုပြန်လျှောက်လာတယ်ညီနဲ့ပိုင်းအချင်းရောက်လာပြီးဖြစ်တာကြောင့်အမောင်ရိပ်တွေနဲ့တိတ်ဆိတ်ညီသက်ခြင်းတွေကပတ်ဝန်းကျင်တစ်ခုလုံးကိုဖုံးအုပ်ထားကြပြီးအင်းရလန်းကိုဒေါက်တာမင်းထင်ကျော်ရောက်သွားချိန်မှာနေ့လယ်ပိုင်းအချိန်ဖြစ်တယ်အဲ့ဒီအချိန်ကိုအခုအချိန်ရောက်တာနဲ့ဆိုရင်2ချိန်မြောက်ရှိပြီလေဖြစ်တယ်ချံပေါ်ဝါရောက်တော့ကားဟွန်တီးပြီးအချက်ပေးလိုက်တယ်အဲ့ဒီအခါအသက်အရွယ်ကြီးပြီဖြစ်တဲ့အဖိုးကြီးတစ်ယောက်ကတကားလာဖွင့်ပေးလို့ကားကိုခြံဝင်းထဲကိုမောင်းဝင်ပြီးတနေရာမှာရပ်ထားလိုက်တယ်သူကားပေါ်မှာဆင်းတဲ့အချိန်မှာခြံထဲမှာအလုံးလုံးနေရမှာတိုက်ရင်ကြီးနောက်ဖက်သို့ဝင်သွားတဲ့လူရွယ်တစ်ယောက်ကိုမြင်လိုက်ရတယ်သူရောက်တော့မှနောက်ဖက်ကဝင်သွားတာလေးဖြစ်တော့မျက်နှာကိုတစုံတစမြင်လိုက်ရတယ်ထွေထွေထူးထူးစဉ်းစားမနေတော့ပဲကားတကားကိုပြန်ပိတ်နေစဉ်အဖိုးကြီးကအနားရောက်လာတယ်နမ်းမြောက်တွေနဲ့တွေးဖို့လာတဲ့ဧည့်သည်ထင်ပါတယ်ဟုတ်ပါတယ်ကြိုပြီးချိန်ထားတာတော့မရှိပါဘူးကျွန်တော်နာမည်ဒေါက်တာမင်းထင်ကျော်လို့ခေါ်ပါတယ်သူ့ကိုပြောလိုက်ရင်သူသိပါလိမ့်မယ်
အဲ့လိုပြောပြတော့ခေါင်းညင်းပြတယ်။ "तू ကမောင်ရနဲ့တွေးဖို့စောင့်နေပါတယ်။အိမ်ထဲဟိုသာဝင်သွားပါလို့ပြောပြီးအနားမှထွက်သွားလေတယ်။ကြိုတရကြောင်မကြပဲသူရောက်လာမည်ကိုသိနေသည်ကတော့အန်အိုးစရာဖြစ်တော်လေဒေါက်တာမင်းထင်ကျော်ဟာအခြေအနေတချို့ကိုသိပြီးဖြစ်လို့အန်အိုးခြင်းတော့မဖြစ်တော့အဲဒီနောက်တိုက်အိမ်ကြီးရှိရာကိုရှောက်သွားတယ်။တိုက်ပေါက်ဝရောက်တော့နမ်းမြောက်တွေကိုတွေ့ရတယ်။အိမ်ထဲကိုကြွပါရှင်လို့ချိုသာသောတန်နဲ့ဖိတ်ခေါ်တော့သူမနောက်သို့လိုက်သွားရအေကန်းကိုရောက်တယ်။အေကန်းရောက်ပြီးဆိုဖာပေါ်ထိုင်ပြီးမကြခင်မှာပဲရှမ်းမျိုးသမီးတယောက်ကစားတော့စရာတွေလာချပေးတယ်။ဒေါက်တာမင်းထင်ကျော်ကအေကန်းထဲကိုရောက်တာနဲ့အခြေအနေကိုကြည့်တော့ရခင်တစ်ခေါက်ရောက်စဉ်ကတွေ့ကြရတဲ့ရုပ်ထုကြီးတွေကတော့အေကန်းတောင်းတွေမှာရှိနေကြသေးတယ်။တစ်သားမျိုးမျိုးနဲ့ထုတ်လုပ်ထားတဲ့ရုပ်ထုတွေကတော့နေရာအနှံ့မှာရှိနေတယ်။အေကန်းစပွဲအောက်မှာမြင်ကြားရုပ်လေးကောင်ရှိနေတယ်။နိုင်ရန်တွေမှာထောင်ထားတဲ့ရုပ်ထုတွေကအရွယ်အစားအမျိုးမျိုးရှိကြတော့အချို့လူအရွယ်အစားမကမြင်ကြည့်လာတယ်။ငကားရုပ်ကလုံးရုပ်ဘလူးရုပ်နဲ့ရုပ်မိန်းမရုပ်ယောက်ျားရုပ်စသည်တို့မှာထုတ်လုပ်ထားပုံလက်ရမြောက်လာတော့ကြောင့်တကယ့်သက်ရှိလူတလိษံတို့နဲ့မချတူကြတယ်။အခန်းပေါဝတနေရာမှာချထားတဲ့ဘလူးရုပ်လို့ဆိုရင်ထုတ်လုပ်ထားပုံလက်ရမြောက်လာတာကြောင့်အသက်ဝဲနေသောဘလူးတစ်ကောင်နဲ့ပုံသဏ္ဍာန်လေးတူနေတယ်။နမ်းမြောက်ရီကကော်ဖီတစ်ခွက်ကိုထည့်ပြီးဒေါက်တာမင်းတင်ကျော်ရှေ့ကိုချပေးလေတယ်။ရှမ်းပြည်ထွက်တဲ့ကော်ဖီစစ်စစ်ကလေးတောက်ပါအောင်ရှင်။လက်ဖက်ရည်ကလည်းရွှေဖီရွှက်နုလက်ဖက်ချောင်းနဲ့ခတ်ထားတာပါ။ကျေးဇူးတင်ပါတယ်ဗျာ။ဒေါက်တာမင်းတင်ကျော်ကကော်ဖီပကံကိုယူတော့ရင်နမ်းမြောက်ရီကိုကြည့်လိုက်တယ်။သူမကိုကြည့်ရသည်မှာအရင်တစ်ခါတွေ့ရတာနဲ့တောင်မတူတော့အတန်အသင့်ပြင်ဆင်ထားသောကြောင့်ချော်မောလှပနေလေတယ်။ကိုမင်းထင်ကျော်အခုလိုတကူးတကားရောက်လာတာကျမတို့တိတ်ဝမ်းသာတာပဲကျွန်တော်လာတာတခြားတော့မဟုတ်ပါဘူးကျွန်တော်နမ်းမြကြီးနဲ့တွေ့ခဲ့ရပြီးပါပြီနမ်းမြောက်တွေကသူ့အကြောင်းကိုပြောပြပေးပါလို့ပြောတဲ့အခါစောစောဝါနဲ့မတူတော့ပဲလေးနဲ့တော်အမှုအရာမျိုးဖြစ်သွားလေတယ်မမနမ်းမြကြီးကကျမရဲ့အမပါပဲသူကရှမ်းပြည်မှာနေစဉ်ကပဲကော်ခွန်ဘရင်နဲ့အိမ်အောင်ပြုတ်ခဲ့ကြတယ်ကော်ခွန်ဘရင်ကကြောင်းမြရတနာအယောင်းအဝယ်လို့တော့စီးပွားရေးကတော့အဆင်ပြေကြတယ်နောက်တော့ရှမ်းပြည်ကနေရန်ကုန်ကိုပြောင်းလာချပြီးတော့ဒီချန်တဲ့တိုက်ကိုဝယ်ပြီးနေခဲ့ကြတယ်ဒေါက်တာမင်းထင်ကျော်ကကော်ဖီကော့ကိုစပွဲပေါ်ပြန်ချလိုက်ရင်းနဲ့ခေါင်းညင်ပြတယ်ရန်ကုန်ရောက်ပြီးမကြခင်မှာပဲကိုခုံမရင်တယောက်နေဟိုအယောင်းဝယ်ကိစ္စနဲ့သွားရင်တည်သွားတယ်လို့သတင်းကြားရတယ်ဘလို့ဖြစ်ပြီးတည်တာလဲကျမတို့လည်းတည်တည်ချာချာတော့မသိပါဘူးအချင်းချင်းသစ္စာဖောက်ပြီးအသက်ခံရတယ်လို့ပဲသတင်းကြားရတယ်စိတ်မကောင်းစရာပဲဆက်ပြောပါဦးမမလည်းဒီကိစ္စဖြစ်တော့အယူတစ်ပိုင်းဘဝမျိုးဖြစ်ခဲ့ရတယ်ကျမတို့ရောက်လာပြီးဖြောင်းဖြပြောဆိုတာတောင်မရတဲ့အခြေအနေမျိုးပါပဲနောက်တော့ကျမတို့လည်းရှမ်းပြည်ပြန်သွားကြတယ်တိတ်မကြပါဘူးသူကြိုးဆွဲချပြီးတည်သွားတယ်ဆိုတဲ့သတင်းကြားရတာပါပဲသူဘာကြောင့်တည်တယ်ဆိုတာရောနမ်းမြောက်ရီတို့သိသလားကျမတို့တော့တည်တည်ချာချာမသိရပါဘူးဒါပေမဲ့သူနဲ့အတူတူနေတဲ့သူတွေပြောပြလို့တော့သိတဲ့လောက်သိခဲ့ရပါလေကော်ခွန်မရင်တည်သွားပြီးတဲ့နောက်မှာမမသူ့ယောက်ျားအကြောင်းသိခြင်းလို့ကောက်ကိုင်းလန်းကအကြမ်းမြင်ဆရာတယောက်စီမှာသွားမိခဲ့တယ်မကြခင်မှာကော်ခွန်မရင်နဲ့ညှိတော့တယ်ခွန်မရွှေဆိုတဲ့လူတယောက်ရောက်လာခဲ့တယ်စိတ်ဝင်စားစရာပဲအဲ့ဒီနောက်တော့သူ့စီမှာရှိတဲ့ကြောင်းမြတ်ရတနာတွေကိုလင်းယူပြီးထွက်ပြေးသွားတော့တာပါပဲမမလည်းစိတ်ထိခိုက်ပြီးတော့သူ့ကိုယ်သူတက်တည်သွားတဲ့အထိဖြစ်သွားခဲ့တာပါပဲရှင်လို့နမ်းမြောက်ရီကတန်လေးကရုံကရင်နဲ့ပြောပြတယ်ဒေါက်တာမင်းတင်ကျော်မှနမ်းမြောက်ရီရဲ့အမှုအရာကိုကြည့်ပြီးစိတ်မကောင်းဖြစ်သွားလေတယ်စိတ်မကောင်းစရာကောင်းတဲ့ဖြစ်အပျက်တွေပါပဲနမ်းမြောက်ကြီးဖြစ်ကမွေးပါလေးဆုံးသားလေးဆုံးတဲ့ဖြစ်မျိုးပါပဲဒါကြောင့်လည်းမဖြစ်တဲ့နာတွေဖြစ်ခဲ့ရတာဒါထက်သူ့စီကကြောက်မြတ်ရတနာတွေလိန်သွားတဲ့ခွန်မရွှေတရင်ကိုရောစုံစမ်းကြည့်သေးသလားကျမတို့မိသားစုတွေကအေးအေးပဲနေကြတော့ဒါမျိုးတွေလည်းမလုပ်တတ်ပါဘူးဒါကြောင့်စကားရက်ပြီးဒေါက်တာမင်းထင်ကျော်ကိုတစ်ချက်ကြည့်လိုက်တယ်ဒါထက်နမ်းမြောက်ရီတို့ကရန်ကုန်ကိုပြောင်းလာကြတာမကြသေးဘူးပေါ့ဟုတ်ပါတယ်မမဆုံးမသွားပြီးတဲ့နောက်မှာရွှေပြောင်းလာခဲ့ကြတာဒါကြောင့်ဘယ်နေရာမှမတော်တတ်မလားတဲ့ဖြစ်နေသေးတာရွှေတကုံပေါ်မှာတွေ့တော့ကကိုမင်းထင်ကျော်အကူအညီပေးခဲ့တာကိုအခုထိကျေးဇူးတင်နေပါတယ်အဲ့ဒီစကားကြောင့်ဒေါက်တာမင်းထင်ကျော်ကတစ်ချက်ပြောင်းလိုက်တယ်ဒါထက်ဆက်စုတယ်လို့တော့မထင်ပါနဲ့ဒီကိုပြောင်းရွှေ့ပြီးနေကြတော့ဒီအိမ်မှာဘသူတွေနေကြတယ်လေဒေါက်တာမင်းထင်ကျော်ကရည်ရွယ်ချက်တစ်မျိုးနဲ့မင်းတော်လည်းနမ်းမြောက်ရီကတစ်မျိုးအထိပ်ပံပေါက်သွားဟန်ရှိတယ်မမမရှိတော့ကျမတို့မှမိသားစု3ယောက်ပဲရှိပါတယ်ဖေဖေရဲ့မေမေရဲ့ကျမရဲ့ပေါ့ဒီကိုပြောင်းလာတော့ကျမတို့နဲ့ဦးကြီးတော်တဲ့ဦးစိမ့်ဒီပါလည်းပါလာတယ်သူကဘဘူးထူတာတော်တယ်ဒီမှာရှိတဲ့ဘဘူးရုပ်တွေကသူထုထားတဲ့ဘဘူးရုပ်တွေပါပဲဒေါက်တာမင်းထင်ကျော်ကခေါင်းညှိပြတယ်ပြီးတော့မှစပွဲပေါ်မှာချထားတယ်ကော်ဖီပကံကိုပြန်ယူပြီးတော့မော့တောက်လိုက်တယ်နမ်းမြောက်ရီကကျွန်တော်နဲ့တွေ့ကျင်နေဆိုတာအမှန်ပဲလားသူမကခေါင်းညှိပြတယ်ဘလို့အကူအညီမျိုးလိုချင်ပါတလဲကျမမပြောခင်မေးစရာရှိတာမေးပါရစီမေးပါဆရာကစုံတော့တယောက်လားဒါမှမဟုတ်ပလိတ်ဌာနမှာအလုပ်လုပ်နေတဲ့သူလားခေါင်းခါပြလိုက်တယ်ကျွန်တော်ကပလိတ်လေးမဟုတ်စုံတော့လည်းမဟုတ်ပါဘူးအပြင်လူတယောက်ပါဒါပေမဲ့အမှုအခင်းတွေကိုစိတ်ဝင်စားလို့တခါတလေဝင်ပြီးအကူအညီပေးတာမျိုးတော့ရှိပါတယ်ဒီလိုဆိုရင်တော့ကျမအကူအညီတောင်းနေတာရှိတယ်ကျမမမရဲ့ကိစ္စကိုအကူအညီပေးစီခြင်းပါလေဘလို့အကူအညီမျိုးလဲမမဖြစ်ခဲ့တာမတမာတဲ့လူလိန်တွေရဲ့လက်ချက်ဆိုတာကျမရိပ်မိပါတယ်
ရေဘူးရဆိုရင်တော့ဒီလိုပဲပြောရမှာပါပဲဒါပေမဲ့ဥပဒေကြောင်းအရစုံစမ်းမယ်ဆိုရင်တော့ခိုင်လုံတဲ့အချက်အလက်တွေလိုပါတယ်ဒေါက်တာမင်းထင်ကျော်စကားကြားတဲ့အခါမှာနမ်းမြောက်တွေကမတိမတာတက်ပြင်းတစ်ချက်ချလိုက်တယ်ကျမအဲ့ဒီလူလိန်တွေအကြောင်းကိုသိချင်လို့ကိုနီကိုဟန်နဲ့တွားပြီးစုံစမ်းခဲ့ပြီးပါပြီဟင်ဘလို့စုံစမ်းတာလဲအဲ့ဒီအခါနမ်းမြောက်တွေကဦးဆိုင်ဒီပါနေအတူအကြောင်းမြင်စရာနေသားရစီတို့တွားရောက်ပြီးစုံစမ်းလေးလာခဲ့ပုံတွေကိုပြောပြတယ်ဒေါက်တာမင်းထင်ကျော်ကစူးစိုက်ပြီးနားထောင်နေတယ်နေကင်းမသွားမိကလေးကသူ့လိမ့်နေတာတွေကျမရိပ်မိခဲ့တယ်သူကညဘက်တစ်ခေါက်လာဖို့ခေါ်ပြန်တယ်သူဘလို့ကြံနဲ့ခေါ်တယ်ဆိုတာရိပ်မိလို့ဦးကြီးကိုအဖော်ခေါ်သွားခဲ့တယ်စိတ်ဝင်စားစရာပဲအဲ့ဒီနောက်နမ်းမြောက်တွေကနေသားရအိမ်မှာညအချိန်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ပျက်တွေကိုပြန်ပြောပြတယ်အံ့ဩစရာပဲသူကရုံမာတဲ့ကြံစီနဲ့မင်းတို့ကိုမိစည်းခတ်ခဲ့တယ်အဲ့ဒီလိုစေးခတ်တာကိုတောင်ခံနိုင်ရရှိတယ်ဆိုတော့ဘလို့ကာကွယ်တွေကြိုတင်လှုပ်သွားလို့ရလေဦးကြီးကစေးပညာနဲ့တက်ပါလေဒါကြောင့်စေးတွေကြိုတောက်ထားလို့နှစ်ယောက်လုံးဘာမှမဖြစ်နေတာနေသားရရဲ့တပည့်တွေမိလဲကုန်တာကတော့ဦးကြီးကပဲစီရင်တစ်ခုခုနဲ့လှုပ်ခဲ့လို့မိလဲကုန်ရတာပါမင်းရဲ့ဦးကြီးကဒီပညာတွေတက်တယ်ဆိုတော့နတ်ရုပ်တွေအသက်ဝင်အောင်လုပ်ခဲ့တာလေသူ့ပညာပဲမဟုတ်လားကိုမင်းထင်ကျော်တော့ပုံမွင့်လင်းလင်းပဲပြောပါမယ်ဟုတ်ပါတယ်ဦးကြီးကရှမ်းဆရာကြီးတယောက်အသက်မရှိတဲ့အယုတ်တွေကိုအသက်ဝင်လာအောင်လုပ်ပြီးတော့ခိုင်းညင်ရခိုင်းလို့ရတဲ့ပညာမျိုးတွေတက်ပါတယ်မအံ့ဩတော့အဲ့ဒီပညာမျိုးကိုဥပန်ကောင်းနဲ့တက်တော့မကြသေးခင်ကမှတွေးခဲ့ရပြီဖြစ်တယ်ကိုမင်းထင်ကျော်အံ့ဩသွားသလားကောင်းခါပြလိုက်တယ်ဘာကြောင့်လဲအစကတည်းကတိတန်တယ်လို့တိထားပြီးသားပါဘလို့အချက်တွေကြောက်လဲနမ်းမြဝတီနဲ့ဖျားပေါ်မှာတွေ့ခဲ့တာတာမန်တိုက်ဆိုင်မှုမဟုတ်ဘူးဆိုတာရိပ်မိတယ်နောက်ကလိုက်ပြီးတော့နှောက်ယှက်တဲ့လူ၃ယောက်ကလည်းတခြားမဟုတ်ပဲနမ်းမြဝတီခေါ်လာတဲ့လူတွေဖြစ်မှန်အဲ့ဒီကလေးကတီးပါတယ်ဘလို့တီးခဲ့တာလဲသူတို့ကြည့်ရနဲ့ရှမ်းသွေးပါတဲ့လူတွေဆိုတာသိတယ်ကျွန်တော်ကိုတိုက်ခိုက်တော့လေဟန်ဆောင်ပြီးတော့တိုက်နေမှန်းသိပါတယ်ကျွန်တော်နဲ့ဆက်သွယ်ရဖို့ဘသူကလမ်းညွှန်ပေးလိုက်တာလဲကိုမင်းထင်ကျော်ကကျမထင်တာတဲ့အများကြီးတော်တာပဲတခြားသူတော့မဟုတ်ပါဘူးဘေးရင်ဆရာကြီးဦးပါကြရပါပဲသူနဲ့ဘလို့သိတာလဲဘေးရင်မင်းရင်နဲ့ခင်သွားတာပါသူကတကယ်ကိုဘေးရင်ပညာတော်တဲ့လူတစ်ယောက်ပါပဲမမအကြောင်းကျမတို့မိသားစုအကြောင်းတွေဟောပြောတာတခုမှမလွယ်ဘူးဒါကြောင့်သူ့ကိုအကူအညီတောင်းကြည့်တာကိုမင်းထင်ကျော်အကြောင်းကိုပြောပြပါတယ်ဒါနဲ့ပဲတိကျွမ်းဝင်ရအောင်ဖန်တီးခဲ့ရတာကျမအပေါ်နားလေခွင့်လွှတ်ပေးပါကျွန်တော်နားလေပါတယ်နမ်းမြဝတီတို့နဲ့ပတ်သက်တာတွေတတ်နိုင်သလောက်အကူအညီပေးပါမယ်သူချန်နယ်ဝင်လာစဉ်ကနောက်ဖက်သို့ခတ်တော့ဝင်သွားသောလူတွေမှာဖျားကုန်းတော်ပေါ်မှာတိုက်ခတ်ခဲ့တော်တဲ့မှတယောက်ဖြစ်သူကိုတော့ဒေါက်တာမင်းထင်ကျော်ကမပြောတော့ဒီစကားကြားရတာကျမဖြင့်တိတ်ဝမ်းသာမိပါလေနမ်းမြောက်ရီတို့လည်းစုံစမ်းတဲ့တော့စုံစမ်းထားပြီးသားဆိုတော့တည်ထားပြီးသားချက်တွေကိုယူပြီးဆက်လုပ်ရင်တော့လူတွေကိုကောက်ကြည့်ရုံမှာပြီးနီးအမျိုးမျိုးနဲ့ဒုက္ခပေးနေတဲ့လူယုံမာတွေကိုမကြခင်တုတ်တင်ပြတ်နိုင်တော့မယ်လို့ထင်ပါတယ်ဒီလိုဆိုရင်တော့ကွန်မင်းထင်ကျော်နဲ့ကျမဦးကြီးကိုတွေ့ပေးပါမယ်သူနဲ့တွေ့ရင်တော့ကျွန်တော်နဲ့တွဲလုံနေတဲ့နှစ်ယောက်ပါခေါ်ရင်ပို့ပြီးတော့ကောင်းမယ်ရာဇဝတ်မှုနဲ့တက်ဆိုင်တာတွေကိုစုံတော့ကြော်စွာတာဝန်ယူပြီးဂမ်ဘီယာအစီအရင်တွေကိုတော့ဆရာကြီးဦးဖန်ကောင်းကတာဝန်ယူလိုက်ပေးနိုင်ပါတယ်ကွန်မင်းထင်ကျော်သဘောကျတယ်လို့စီစဉ်ပေးပါလို့ခွင့်ပြုတယ်ဒေါက်တာမင်းထင်ကျော်ကသူမငှက်ပြီးတယ်လက်ဖက်ရည်ပကန်းကိုယူတောင်းရင်နမ်းမြောက်ဒီမျက်နှာကိုစေ့စေ့ကြည့်လိုက်တယ်သူမကလည်းကြည့်နေလို့အကြည့်ချင်းဆုံသွားကြတယ်အဲ့ဒီအခက်ရတက်လေးမှပင်တယောက်ရင်ထဲမှာရှိတဲ့စကလုံးတွေကိုတယောက်ကတိလိုက်တဲ့ကဲ့သို့ရှိတယ်အတန်ကြာတော့မှဒေါက်တာမင်းထင်ကျော်ကပြောတယ်မမျော်လင့်မယ်နမ်းမြောက်ရီတို့နဲ့အခုလိုတိကျန်းဝင်ရတာကိုတော့ဝမ်းသာရမှာပါပဲတကယ်တော့သူပြောလိုက်တဲ့စကားသူပြောလို့တဲ့စကားမျိုးတော့မဟုတ်သေးဘူးကျမကလေကွန်မင်းထင်ကျော်နဲ့ခင်မင်းတိကျန်းရတာဝမ်းသာပါတယ်လို့နမ်းမြောက်ရီကလည်းပြန်ပြောတယ်သူမအနေနဲ့လည်းတကယ်ကြားလို့တဲ့စကားတွေမဟုတ်သေးဘူးတော့ကာယကံရှင်မှသာသိနိုင်ပြီတော့မယ်နမ်းမြောက်ရီတို့ရဲ့အိမ်ရဲ့အပေါ်တက်မှာကျဲဝန်းသောအခန်းကျဲတစ်ခုရှိတယ်အဲ့ဒီအခန်းမှာဦးဆိုင်ဒီပါနေတဲ့အခန်းမင်းဖြစ်တယ်အဲ့ဒီအခန်းထဲမှာထုလုပ်ပြီးတဲ့ရုပ်ထုမျိုးစုံတို့အပြင်ပြုတ်လုပ်လက်စအယုတ်တွေလည်းရှိတယ်ရုပ်ထုနဲ့အယုတ်တွေကတက်သားနဲ့ထုလုပ်ရတော့၎င်းတခြားပစ္စည်းများနဲ့တော့၎င်းပြုတ်လုပ်ထားတာဖြစ်တယ်ဒါအပြင်သဘာဝအတိုင်းဖြစ်နေတဲ့ထူးဆန်းတဲ့တက်သားတချို့ကိုလည်းတွေ့ကြရတယ်ဘလူးမျက်နှာပေါ်နေတဲ့တစ်တုံးဂလုံးယုံနဂါးယုံမွေရုပ်တံဖြစ်နေတဲ့တစ်ပင်တစ်ကိုင်းတွေနွဲရှင်းနွဲဝင်တေတကာစသည်တို့ကိုပုံစံမပြတ်ပြီးဖြတ်တော့ပြီးယူထားဟန်လေးရှိတယ်အဲ့ဒီအခန်းထဲမှာတော့ဒေါက်တာမင်းထင်ကျော်ဦးပန်ကောင်စုံတော့ကြော်စွာတို့အပြင်ဦးဆိုင်ဒီပါပါရှိနေတယ်သူတို့၃ယောက်ကဦးဆိုင်ဒီပါနဲ့တွေ့ဖို့အဲ့ဒီအခန်းထဲကိုရောက်နေကြခြင်းလည်းဖြစ်တယ်ဦးပန်ကောင်ကတော့ထူးဆန်းသောပစ္စည်းတွေတွေ့ရင်စိတ်ဝင်စားတဲ့သူဖြစ်တော့ကြောင့်အဲ့ဒီအခန်းထဲမှာဆန်းဆန်းပြပြနဲ့တဘာဝအတိုင်းဖြစ်နေတဲ့ပစ္စည်းကိုတွေ့ရတဲ့အခါများစွာစိတ်ဝင်စားနေဟန်လည်းရှိတယ်ဦးဆိုင်ဒီပါကတော့လက်ဖက်ရည်ချမ်းကွန်စီလက်ဖက်တို့နဲ့ဧကန်ကဧကန်တနေရာမှနေရာပေးတယ်ဦးဆိုင်ဒီပါအသက်50ကျော်60နီးပါးအရွယ်ရှိပြီးမုံစိမ်မွေးနှက်ခမ်းမွေးတို့နဲ့ရင့်ကျက်သောသွေးမြင်လက္ခဏာရှိတယ်မျက်နှာချင်းဆိုင်ထိုင်မိကြတော့ဒေါက်တာမင်းထင်ကျော်ပါပြီသူနဲ့ပါလာတဲ့နှစ်ယောက်တို့နဲ့မိတ်ဆက်ပေးလိုက်တယ်ဦးပန်ကောင်ကသူကြိုက်နှစ်သက်လာတဲ့
ကွန်တရာကိုပါဇက်ထဲထည့်ပြီးမှတိလို့သမျှတွေကိုမေးတယ်တေထူးဆန်းတဲ့ပစ္စည်းတွေကတက်ပင်တွေကနေသဘာဝအတိုင်းဖြစ်နေတဲ့ပစ္စည်းတွေမဟုတ်လားဟုတ်ပါတယ်ဗျကျုပ်တို့နေခဲ့တဲ့ရှမ်းပြည်နေရဆိုတာတောတောင်ထူထပ်တဲ့နေရာတွေအများဆုံးရှိတဲ့နေရာဆိုတော့တက်တော်ကြီးတွေထဲမှာလိုက်လံရှာဖွေရင်ဒီလိုထူးဆန်းတဲ့ပစ္စည်းတွေကိုရတတ်ပါတယ်ဘယ်လိုတဲ့အမျိုးအစားတွေဆိုတာတစ်စိတ်လောက်ပြောပြပါဦးတက်ပင်တွေမှာလူတွေအတွက်အကျိုးရှိတဲ့တက်ပင်မျိုးတွေရှိတယ်လို့အကျိုးမရှိတဲ့တစ်ဆိုးတွေလည်းရှိကြတယ်ဗျအသုံးဝင်တဲ့တက်တွေကတော့တက်ပတိတက်တောင်ဝှေးတက်မီးခွေတက်နဂါတက်ကလုံးစတာတွေဖြစ်ကြတယ်တက်ပတိဆိုတာကတော့နွယ်ပင်တစ်မျိုးမှပရိကုံကဲ့သို့ဖြစ်နေပြီးတက်တောင်ဝှေးကတော့သူတော်စင်တို့ကင်တဲ့တောင်ဝှေးနဲ့လည်းတူတယ်တက်မီးခွင်းကမီးမလောင်တဲ့တက်ဖြစ်ပြီးစောင့်ထားရင်လည်းမီးကွင်းတယ်နဂါရုပ်ဖြစ်နေတော့တက်တုံးမှာနဂါရုပ်ပေါ်နေတဲ့တက်မျိုးမှာအိမ်မှာထားရင်မကောင်းဆိုးဝါးနာနာဘဝတော့မကတ်ရောက်နိုင်ကြဘူးဂလုံးတရံဖြစ်နေတဲ့တက်တုံးကိုဖြတ်သောအခါမှာဂလုံးရုပ်ပေါ်နေသောတက်မျိုးကိုအိမ်မှာဆောင်ထားရင်မွေးစိုးမှန်သမျှအနားတို့ပင်မလာဝင့်ကြဘူးတချို့တက်တုံးတွေကိုဖြတ်တဲ့အခါမှာဇေဒီတော်ပုံဗုဒ္ဓရုပ်ပွားတော်ပုံပေါ်နေသည်မျိုးလဲတွေ့ရတဲ့လူကိုဒုက္ခပေးတဲ့တစ်ဆိုးတွေကတော့တေတကာတင်းကြီးနောင်ကျိုးဆွဲချတဲ့လှန်ထိုးတဲ့တေဘလူးတစ်ဆုံစတာတွေဖြစ်ကြတယ်တေတကာအောက်ခြေရတပင်းနဲ့ဖြစ်ပြီးအပေါ်ရောက်မှတစ်နှစ်ပင်ရှင်တက်သွားတဲ့တစ်မျိုးဖြစ်ပြီးအပေါ်ရောက်တော့မှတပင်းနဲ့ပြန်ဖြစ်ခါအလဲကောင်မှတကားပေါက်ကဲ့သို့ဟောင်းလောင်းပေါက်ဖြစ်နေတဲ့တစ်မျိုးဖြစ်တယ်တုံးဆွဲမိရင်အိပ်ပေါက်နဲ့ဖားကောက်တဲ့ကဲ့သို့စီးပွားဥစ္စာတွေပျက်စီးတတ်တယ်တင်းကြီးနောင်ကတော့အောက်ခြေရတပင်းနဲ့ဖြစ်ပြီးအပေါ်ရောက်မှနှစ်ပင်ရှင်းတက်သွားခြင်းမျိုးလေးဖြစ်တယ်အဲ့ဒီတစ်ပင်နှစ်ပင်မှလေတိုက်တဲ့အခါတပင်နဲ့တပင်ပော့တိုက်၍တော်၎င်းရိုက်ခတ်နေလျက်တော်၎င်းရှိကြတယ်အဲ့ဒီတစ်မျိုးသုံးမိရင်မကြခဏခိုက်ရင်ဖြစ်ပွားမှုတွေဖြစ်တတ်တယ်ကျိုးဆွဲချတဲ့ဆိုတာကတော့တစ်ပင်လှဲချလိုက်တဲ့အခါတပင်နဲ့တပင်ပော့တိုက်၍တော်၎င်းတင်းနေပြီးတွဲလောင်းကြီးဖြစ်နေတဲ့တစ်မျိုးလေးဖြစ်တယ်အဲ့ဒီတစ်မျိုးကိုအသုံးပြုမိရင်လူအသေးအပြောက်များတယ်လှန်ထိုးတဲ့ဆိုတာကတော့တစ်လဲချတဲ့အခါအောက်ခြေခေါင်းလုံးပြတ်ပြီးတစ်လဲသူကိုထိုးတတ်သောတစ်မျိုးဖြစ်တယ်အဲ့ဒီတစ်မျိုးကိုအသုံးပြုမိရင်လူအသေးအပြောက်များတယ်တစ်ဘလူးဆိုတာကတော့တစ်တုံးဖြတ်ကလေးကဘလူးရုပ်ပေါ်နေတဲ့တစ်မျိုးလေးဖြစ်တယ်အိမ်ဆောက်တဲ့တစ်တွေထဲမှာအဲ့ဒီတစ်မျိုးပါရင်တအိမ်လုံးကောင်အောင်စားလိရှိတယ်တစ်စုံကတော့အသက်ဝင်ပြီးလူနဲ့တလိဆန်တွေကိုလိုက်လံတက်ဖြတ်လိရှိတယ်အဲ့ဒီတစ်ပင်မျိုးလှည့်ဖြတ်အသုံးပြုမိရင်ဖောင်ဝင်တဲ့ကဲ့သို့အိမ်မှာရှိသမျှလူတို့ကိုတက်ဖြတ်စားတော့တက်လေတယ်ဒီလောက်ကြောက်စရာကောင်းတဲ့တစ်တွေကိုဘာကြောင့်စုဆောင်းထားတာလဲအဖစုံတော့ကြော်စွာမေးလိုက်တယ်ဒါရီယာမကောင်းတဲ့ဘက်မှာသုံးတော့လေမကောင်းတာဖြစ်တာပေါ့ကောင်းတဲ့ဘက်မှာသုံးနိုင်ရင်တော့လေကောင်းတာဖြစ်ပါတယ်လို့ပြောပြတယ်တရုတ်တို့တွေကိုအသက်ဝင်လာအောင်လုပ်လို့ရပါသလားရပါတယ်ဒီပညာမျိုးကလည်းမခဲရင်ဘူးဘူတာဝါဟနလို့ခေါ်တဲ့ဖုတ်သွင်းတဲ့ပညာမျိုးပါပဲဆရာကြီးလည်းတက်တယ်ထင်ပါလေဦးဆိုင်ဒီပါဥပန်ကောင်ကိုအကဲခက်ကြည့်ရင်မေးလိုက်တယ်တင်းတဲ့လောက်တော့တက်ပါတယ်ဘလို့များသိနေတာပါလေအသက်မဲ့နေတဲ့အယိုးစုတွေကိုသူ့နေရာပြန်ရအောင်ပို့ပေးနိုင်မှာတော့ဒီပညာတက်လို့သာဖြစ်မှာပေါ့ကျုံမလည်းသိနိုင်တဲ့နီးရှိပါလေကျွန်တော်တခုတော့မေးပြရစီမေးပါဗျာခမရတို့တော့ပြောပြရမှာပေါ့ဟာမတစ်လန်ကအင်ကြီးနဲ့ဘလို့ပတ်သက်မှုရှိနေတယ်ဆိုတာပြောပြပါဒီလိုမေးတဲ့အခါဦးဆိုင်ဒီပါကအမှန်အတိုင်းပင်ပြောပြလေတယ်ပတ်သက်မှုရှိဆိုအဲ့ဒီအင်ကြီးကိုကျုပ်တို့ဝယ်ထားပြီးသားပါအဲ့ဒီစကားကြောင့်3ယောက်လုံးအံ့ဩသွားတယ်ကလာတတိပိုင်နဲ့အိမ်မဟုတ်လားအရင်ကတော့ဟုတ်ပါတယ်နမ်းမြကြီးကိစ္စဖြစ်ပြီးမှကျုပ်တို့ဝယ်ခဲ့တာပါပဲနမ်းမြကြီးကိုသူတို့ဝိုင်းလင်ပြီးကြောင်မြတ်ရတနာတွေကိုယူသွားပြီးရောက်တော့ကျုပ်တို့ပဲဈေးဖြတ်ပြီးပြန်ဝယ်ခဲ့ပါတယ်နောက်တော့ဘာရွှေတော့အိမ်ကတော့ကိုယ်စလေကလားကိုတစ်ဖက်လက်နဲ့ငှားခိုင်းနေတာပါဆက်ပြောပါဦးအိမ်ကြီးမြေရောက်ခတ်မှာကလားတင်းချင်းရှိတာသိတယ်သူတို့ပြောင်းလာပြီးအယုတ်လာရောင်းသွားတာလေကျုပ်ကိုယ်တိုင်မှာပဲမာလာဆိုတဲ့ကောင်မလေးကိုလွတ်တာလေကျုပ်တို့ပါပဲအဲ့ဒီမှာကျုပ်တို့အလုပ်တွေကိုကူညီပေးတာကတော့ခြံဆောင်အဖိုးကြီးချန်ဒရာပါပဲအဲ့ဒါလို့ပြောတော့မှစက်ရည်လေးလာပြီးသဘောပေါက်ကြတော့တယ်ကျုပ်တို့မလေးကိုဝိညာဉ်အတုတွေနဲ့လင်ခဲ့တဲ့သူလူရုံမာတွေကိုဝိညာဉ်အစ်တွေနဲ့တွေ့ပေးခဲ့တာပါကြောက်လန့်ပြီးတေးတာကတော့သူတို့ကံပေါ့ကျုပ်တို့ကတော့လက်ဖျားနဲ့တောင်မထိလိုက်ရပါဘူးဒါပေမဲ့လူကြီးတွေကိုခလဲစားချေရင်းကနေခလေးနှစ်ယောက်ပါသွားတာကတော့စိတ်မကောင်းပါဘူးဒေါက်တာမင်းထင်ကျော်ကဟာမေတဲမတရေချမ်းနဲ့အင်းကြီးအကြောင်းကိုသိရပြီဖြစ်သောကြောင့်ကျေနပ်သွားလေတဲ့ဒါဖြင့်နမ်းမြကြီးလည်းရှိနေသေးတယ်မလားဟင်မောင်ကဘလို့များသိနေတာပါလဲနမ်းမြောက်ရီနေသာရအခန်းကိုသွားတော့ကတခါတည်းပါသွားတယ်ဟာမေတဲအင်းကြီးမှာတခါတွေ့ရကြတဲ့ကနမ်းမြကြီးအသက်မသေးသေးမှရိတ်မိတယ်တဲလဲညံသွားတဲ့လူတွေပဲတလောက်သိနေမှတော့အမှန်ပဲပြောပြပါမယ်နမ်းမြကြီးကမသေးပါဘူးကျိုးဆွဲချသေးတယ်လို့သတင်းလွှင့်ထားခဲ့တာပါရဲလာစစ်တော့ဖုံးပြီးပြောလို့လိုက်တာပါပဲဒါဖြင့်သူကပဲမလဲရှမ်းပြည်မှာသွားနေတဲ့အခါနေတယ်ဒီပြန်လာပြီးနေတဲ့အခါမှာနေပါတယ်နောက်တော့တွေ့ပေးပါမယ်ဒီလိုလုပ်လို့ကျုပ်တို့မှာပြစ်ရှိတယ်ဆိုရင်လည်းခံပါမယ်အဲ့ဒီအခါစုံတော့ကြော်စွာဝင်ပြောလိုက်တယ်တရေ6တောင်အကြောက်လွန်ပြီးတေးတာကိုတော့ဘလို့မှအေးအေးယူလို့မရပါဘူးကျွန်တော်အဆင်ပြေသလိုကြည့်စီစဉ်ပေးပါမယ်ကျေးဇူးကြီးလာပါတယ်မောင်ရဲ့ဒီကျေးဇူးကိုလည်းဆက်ပါမယ်ဆက်เสียမလိုပါဘူးဦးရဲ့ကျွန်တော်အနေနဲ့ကတော့မှန်တဲ့ဘက်ကပဲကူညီပေးမှာပါပဲ
နမ်းမြကြီးတတိကိုအခုလိုကြားရတာပဲတော်လေးစိတ်သက်သာရသွားပါပြီလို့ပြန်ပြောနေတယ်အခုကျွန်တော်တို့ကိုခေါ်ပြီးအကူအညီတောင်းတာဘလို့ကိစ္စမျိုးရှိလို့ပါလေကောက်ကိုင်းလန်းကလူလိန်တွေကိုရှင်းဖို့ပါပဲဒီလူရုံမာတွေရှိနေတဲ့၍ပညာစစ်ပညာမှန်နဲ့ဟောပြောနေသူတွေလည်းနာမည်ပြတ်တယ်ရိုးသားတဲ့လူတွေလည်းအထိနာနေကြတယ်ဒီတော့ရှင်းပြမသိမထင်နဲ့ရှင်းတာတော့ဟုတ်ပါပြီဥပဒေနဲ့မကင်းရင်တော့အပြစ်ရှိလာလိမ့်မယ်စိတ်ချပါမောင်ရင်မြောက်မီနဲ့မြောက်ချီတယ်လို့သူ့အစီအရင်တွေနဲ့ပဲသူတို့ကိုပြန်ပြီးဒုက္ခပေးမှာပါဆရာကြီးကပါအကူအညီပေးစီခြင်းပါလေဥပန်ကောင်ကခေါင်းကြီးပြလိုက်တော့တယ်ကူညီပေးပါမယ်ဘလို့လုပ်ရမယ်ဆိုတာသာပြောပြပေးပါအဲ့ဒီအခါဦးဆိုင်ဒီပါပြုလုပ်ရမယ့်စီရင်တွေကိုပြောပြတယ်ဒေါက်တာမင်းထင်ကျော်နဲ့စုံတော့ကျော်စွာတို့ကပါအနားမှာစိတ်ဝင်စားစွာနဲ့နားထောင်ကြလေတယ်အားလုံးတိုင်ပင်ပြီးတဲ့အခါဥပန်ကောင်ကပြောလိုက်တယ်အခန့်တဲ့တို့ခမည်းရဲ့ဘူတာဝါဟနာပညာကိုကြည့်ပြရစီညအချိန်ထိနေပေးမယ်ဆိုရင်တော့ပြပေးပါမယ်နေဆိုရင်နေပေးပါမယ်ဒီပညာမျိုးကတွေ့မြင်ရခဲ့လို့ကြည်စမ်းမရစီလို့ပြောလိုက်တယ်ညနေပိုင်းရောက်တော့နမ်းမြောက်တွေကိုယ်တိုင်စားတော့ဖွေရတွေကိုပြင်ဆင်ပေးလေတယ်အဲ့ဒီလိုပြင်ဆင်ပေးရင်ချောမောလှပတဲ့မိန်းကလေးတစ်ယောက်ကိုခေါ်ပြတယ်သူဟာမာလာဆိုတဲ့မိန်းကလေးပါရုပ်ချောသလောက်တော့တက်တိကောင်းတာပဲဒေါက်တာမင်းထင်ကျော်ကမှတ်ချက်ချလိုက်လေတယ်ဒေါက်တာမင်းထင်ကျော်တို့၃ယောက်ကနမ်းမြောက်တွေပြင်ဆင်ပေးတယ်အစားတော့ကောင်းတွေကိုခေါင်းမဖော်တန်စားတော့ကြတယ်ညဦးပိုင်းအချိန်ရောက်တဲ့အခါပေါ်တက်ခန်းကိုပြန်တက်သွားကြတယ်အဲ့ဒီအချိန်ကအင်းရလန်းတစ်ချောင်းမှာညအချိန်ရောက်လာရင်လူတော်အလူလာမရှိတော့ပဲတိတ်ဆိတ်ငြိမ်သက်လျက်ရှိနေတော့တယ်ဦးဆိုင်ဒီပါတော့ပေါ်တက်ခန်းထဲမှာဖျုံးနေအမွှေးတိုင်တွေကိုထော်နေဒါထက်မေးပြရစီအောင်ခမည်းရောဘလို့ပညာမျိုးသုံးပြီးအသက်သွင်းတာနဲ့ဦးဆိုင်ဒီပါမေးတယ်ဂါထာမန္တန်ကိုအသုံးပြုတာပါဝိဇ္ဇာလောကမှာမန္တန်ဝိဇ္ဇာဆိုတာအတော်ကလေးတကိုးကြီးပေတာပဲမန္တန်ယုတ်ပြီးအသက်သွင်းနိုင်တဲ့ပညာမနှင်းလာပေဘူးဒါပေမဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ဝိညာဉ်တွေရဲ့အကူအညီကိုလည်းယူရတာမျိုးတွေရှိပါတယ်ဘာပဲဖြစ်ဖြစ်ပေါ့ဗျာဆရာကြီးရဲ့ပညာကိုလည်းလေးစားရမှာပါပဲကျော်အသုံးပြုတာနာနာယုတ်ဆေးကိုအသုံးပြုတာပဲလူတွေကိုပဲဖြစ်ဖြစ်အသက်မရှိတဲ့အယုတ်တယုတ်ကိုပဲဖြစ်ဖြစ်နာနာယုတ်ဆေးတုပ်ပြီးစေခိုင်းရင်ရတယ်ဒါပေမဲ့ဂါထာမန္တန်တွေကိုတော့အသုံးပြုရတာပါပဲလက်တွေပြပေးပါမယ်လို့ပြောဆိုကတင်စီထားသောဆေးပလင်းကိုထုတ်ယူလာတယ်ဆေးပလင်းအရွယ်အစားအတန်အသင့်ကြီးတယ်အဲ့နောက်အခန်းနောက်တနေရာမှာချထားတဲ့ဘလူးရုပ်ကိုဆေးရည်အနှဲငယ်တုပ်ပြီးအနားမှာပဲရက်ကဂါထာမန္တန်တွေကိုရွတ်တယ်အတန်ကြာတဲ့အခါငြိမ်သက်နေတဲ့ဘလူးရုပ်ကအသက်ဝင်လာတဲ့ကဲ့သို့ဖြစ်ခါလှုပ်ရှားလာတယ်မျက်လုံးဖွင့်ကြည့်ခြင်းပါးစပ်ဖြေပြခြင်းခြေလက်အင်္ဂါတွေလှုပ်ရှားလာခြင်းတွေဖြစ်လာတယ်ဒီလိုအသက်ဝင်လာတဲ့အခါဦးဆိုင်ဒီပါကအခန်းနောက်တနေရာရှိပုံတစ်ပုံထဲမှာထည့်ထားတဲ့အသားကြောက်တချို့ကိုယူလာပြီးဘလူးရုပ်ကိုပေးလိုက်တော့လှမ်းယူပြီးတော့စားတောက်နေတယ်အဲ့ဒီလိုစားတောက်နေပုံမှာအသက်ရှိနေတဲ့ဘလူးတကောင်နဲ့များစွာတူလာတယ်အမဲကြောက်တွေကိုဝါနေရင်မှနေရဲနေတဲ့မျက်လုံးအစုံနဲ့အခန်းထဲရောက်နေတဲ့ဒေါက်တာမင်းထင်ကျော်တို့၃ယောက်ကိုလည်းလှမ်းကြည့်နေသေးတယ်အဲ့ဒီအခြေအနေကပင်ကြောက်ရွံ့ွယ်ကောင်းတဲ့အခြေအနေမျိုးဖြစ်တယ်စားနေတော့အသားကြောက်တွေကုံသွားရင်တောင်သူတို့စီရောက်လာတော့မြည်ပုံသဏ္ဍာန်မျိုးဖြစ်တယ်သို့တော်လည်းစားစရာတွေကုံသွားသောအခါမှာတော့ဘလူးရုပ်လည်းတဖြည်းဖြည်းနဲ့ပြန်လဲငြိမ်သက်သွားရမှအယုတ်တယုတ်ကဲ့သို့ပြန်ဖြစ်သွားနေတယ်ငကိုဘဝပြန်ရအောင်ဘလို့များလှုပ်လိုက်တာလဲအသက်သွင်းကြတဲ့ကသူ့ကိုအချိန်ဘယ်လောက်ထိအသက်သွင်းရမယ်ဆိုတာကိုထည့်ပြောရတယ်မိနစ်ပိုင်းနာရီပိုင်းရက်ပိုင်းပေါ့ဒီလိုမှထည့်မပြောရင်ဒီအတိုင်းပဲအသက်ဝင်ပြီးသွားလာနေမှာပေါ့ဒါလည်းဟုတ်ပြီဒါပဲဒါကြောင့်ဟာမစ်တစ်အိမ်ကြီးမှာရှိတဲ့အယိုးစုကြီးတွေအသက်ဝင်ပြီးသွားလာနေကြပြီးမှနောက်တနေ့ရောက်တော့ကျမ်းမြင့်ပေါ်မှာငြိမ်ကျသွားတာကိုအဲ့ဒီအခါစုံတော့ကြော်စွာဝင်ပြောတယ်မြောက်ခန်းထဲမှာရှိတဲ့အယိုးစုကြီးတွေအသက်ဝင်ပြီးထလာတာမြင်ကလေးကတတိကောင်းတဲ့သူတောင်နေဦးမှာမဟုတ်ဘူးကြောက်တတ်တဲ့လူဆိုရင်တော့တခါတည်းသေမှာပဲဒါကြောင့်ဘာရွှေတို့လည်းများသေကြတာပေါ့အယိုးစုကြီးတွေရှောက်သွားနေတာမြင်ုံနဲ့လေဘာမှမလုပ်ဖ ೇನೆ သေကြတာဖြစ်မယ်သေတော့လေအေးတာပေါ့လူရုံမာတွေအသက်ရှင်နေတဲ့၍လူကောင်းတွေအတွက်မကောင်းဘူးလို့ပြောဆိုနေတယ်အဒီနောက်ဥပကောင်ကနာနာရုပ်ဆေးဖော်ဆက်နေကိုမေးမြန်းတော့ဦးဆိုင်ဒီပါသူသိမ်းထားတဲ့စာအုပ်ဟောင်းတအုပ်ကိုယူပြီးပြတော့လေးလာကြည့်ရှုခွင့်နဲ့ရတယ်နာနာရုပ်ဆေးဖော်နီကိုပြောပြတယ်နာနာရုပ်ဆေးဖော်နီကတော့အောက်ပါအတိုင်းပဲဖြစ်တယ်စပကြီးမွေအသေးသေးကြီးညှို့ကြီးချက်နှုတ်သီးဖြာရှာပြားမျက်လုံးနှလုံးခါအစ်စ်အကြီးအသားလေးပွေဝိသဖြင့်ပါလာတဲ့တေးရွက်ကိုပါဇက်နဲ့ကြိုက်ခါယူလေစနေမီတွေတမထနှောင်းစတဲ့စနေနံတဲ့မှရတဲ့မီတွေအဲ့ဒီဆေးသုံးပါးကိုစုပေါင်းပြီးတော့ကြိတ်စီရတယ်ဆေးရတဲ့အခါတင်းချိုင်းကိုယူဆောင်သွားပြီးဖုတ်သွင်းရတယ်ရွတ်ဆိုရမယ့်မန္တန်ကအောင်မိတ်တာတွေမန္တာတူတွေအောင်စီစုပ်ပတ်တာတော့ဟာအောင်ဖုတ်စိတ်ပိတ်တာဝိညာဉ်မှိုင်းဝင်ဆရာဝန်အောင်ဖုတ်စိတ်ပိတ်တာဝိညာဉ်ငပြေဝင်ဆရာဝန်အဲ့ဒီမန္တန်ကိုရွတ်ဆိုပြီးတော့ဖုတ်သွင်းရတယ်ဖုတ်သွင်းတဲ့အခါတင်းချိုင်းမှာရှိတဲ့ရေလုံးအိုးခွဲတဲ့သို့ဆေးတောင်ကိုထိတ်ကတစူးဝါးနဲ့မှွေပေးရတယ်အနောက်ဘက်ကိုမျက်နှာမူပြီးတော့နင်းကိုအစာပေးမိကျွေးမိအဲ့ဒီလိုရွတ်ဆိုရင်မှွေပေးရတယ်တရေပုတ်ကောင်ကကျွေးမိအဲ့ဒီလိုပြောပြီးဆန်လော်နဲ့ထဲကမန်းတဲ့အခါတ
တဖြည်းဖြည်းနဲ့ဆေးတောင်ပျောက်သွားပြီလိမ့်မယ်။အောင်အာကာချုပ်နှိတာချုပ်နှိတာချုပ်ဒေဝချုပ်ဟတ်တာချုပ်မိတ်တာချုပ်ချုပ်เสียချုပ်ဖြစ်ချုပ်သောအခါဆေးကိုပြန်ရပြီလိမ့်မည်။ရေလယ်မှာရှိတဲ့လေယိုကန်းကိုလာစီလို့ရင်လှေခတ်တံကိုတတွင်းနဲ့စီရောတုပ်ပြီးအဲ့ဒီခတ်လေးနဲ့လှေကိုရက်ခတ်ပါကလှော်သူမရှိပဲသူ့အလိုလိုကန်းကိုကတ်လာတယ်။ဝတ်ချောင်းကိုဆေးတုပ်ပြီးကုန်းအစ်ကိုရိုက်တော့ကုန်းအစ်အဖုံအန်တွေအလိုအလျောက်ပွင့်ညာပြီလိမ့်မယ်။ကျွဲကောင်းပြက်နွားကောင်းပြက်တွေကိုဆေးနဲ့တို့ပြီးစေခိုင်းတော့လိုက်ရွေဝိခတ်ကြလေတဲ့။စံဖို့ကျပွေးကိုဆေးတို့ပြီးထောင်းခိုင်းရင်သူ့အလိုအလျောက်စံထောင်းမိလိမ့်မယ်။နတ်အိုးကိုဆေးတုပ်ပြီးမှွေစီလို့စေခိုင်းရင်သူ့အလိုအလျောက်မှွေပြီလိမ့်မယ်။မိမိနှက်ခမ်းကိုဆေးတုပ်ပြီးအသက်မရှိတော့အရာဝတ္ထုတို့ကိုခိုင်းမှာကစေခိုင်းသည့်အတိုင်းလုပ်ပြတယ်။အဝတ်ပစိုးတို့ပေါက်စီလို့တော့လက်ညှိုးတွင်ဆေးတို့ပြီးထိတော့ပေါက်တယ်။အဲ့ဒီဆေးနဲ့အတူပျောက်စိတ်ရွက်ပင်အမြင့်လက်ထုတ်ကြီးခောက်မဖောက်ထုံးရီရောပြီးထမင်းအိုးချက်ကအလင်းအမြန်ကျက်တယ်။အဲ့ဒီထမင်းအိုးကိုငါတို့ထမင်းအိုးငါတို့စီလာလို့ဆိုရင်လေသူ့အလိုအလျောက်လာပြီမယ်။ဖွဲမှာလူထားတဲ့ကြက်တွေကိုဆေးနဲ့တိုးပြီးတွန်းဆူပါကထတော်မိလိမ့်မယ်။အတမရှိသောရုပ်ထုအယိုးစုတို့ကိုဆေးနဲ့တုပ်ပြီးစေခိုင်းရင်အလိုရှိသောအချိန်အထိအသက်ဝင်လှုပ်ရှားကသွားလာနိုင်ကြတယ်။ဒါကတော့နာနာရုပ်ဆေးတော်ကြီးစီရင်ပုံနဲ့အစွမ်းတတိတွေအသုံးပြုပုံများပင်ဖြစ်ပြီးတော့တယ်။ဥပန်ကောင်းကတော့ဆေးစီရင်နည်းတွေကိုများစွာသဘောကျနေတယ်။အဲ့ဒီစာအုပ်ထဲမှာပင်ကာယသိတိပိယသိတိပြီးစီနိုင်တဲ့အခြားနာနာရုပ်ဆေးစီရင်နည်းတစ်မျိုးလေးရှိသေးတယ်။နောက်စာအုပ်တွေမှာအလင်းသိရင်ပြောပြမယ်။ဒီဆေးနည်းတွေအတော်ကိုအစွမ်းထက်မြက်တဲ့ဆေးနည်းတွေပါပဲ။ရုပ်တရက်ဆိုရင်တော့အောက်လန်းနည်းတွေလို့ထင်စရာပဲ။ဆေးရတော့ဆေးပါပဲဗျ။မကောင်းတဲ့အောက်လန်းနည်းနဲ့တုံးတော့အောက်လန်းဆေးဖြစ်တာပေါ့။ကောင်းတဲ့နည်းနဲ့အထက်လန်းဘက်မှာတုံးတော့လေအထက်လန်းဆေးဖြစ်တာပါပဲ။တုံးတဲ့နေရာတုံးတဲ့သူအပေါ်မှာပဲမူတည်တာပါပဲ။မှန်ပါလေ။ဒီဆေးနည်းတွေကိုလိုချင်ပါလေ။ကိုယူခွင့်ပေးပါ။အဲ့ဒီလိုခွင့်တောင်းတဲ့အခါဦးဆိုင်တီပါလေ။ကြေနက်နဲ့ခွင့်ပြုပေးတဲ့ဖြင့်ကူးယူလေတယ်။လောကပါလာဂမ်ဘီယာဆန်အင်လို့ခေါ်တဲ့ကြားမြင်ဆရာကြီးဦးနေတာရရဲ့ဟောပြောသောအခန်းထဲမှာရုပ်ထုမျိုးစုံတို့ရှိအကြောင်းရှေ့အခန်းထဲမှာပြောပြပြီးပြီ။နတ်ရုပ်ဘလူးရုပ်နဂါးရုပ်ဘိုးတော်ရုပ်မဲတော်ရုပ်စသဖြင့်အမျိုးမျိုးရှိတယ်။အဲ့ဒီရုပ်တွေနဲ့မထားဘဲနဲ့တီးခြားထားတဲ့ရုပ်ထုတွေလည်းရှိသေးတယ်။အဲ့ဒီအထဲမှာသွေးစားဘလူးရုပ်ထုလည်းတစ်ခုအပါအဝင်ဖြစ်တယ်။သွေးစားဘလူးရုပ်ထုကမိန်းမရုပ်ဖြစ်ပြီးရုပ်ရည်ကြမ်းတမ်းသောသွေးမြင်လက္ခဏာမျိုးဖြစ်တယ်။ဦးကောင်းပေါ်မှာဘလူးကောင်းဆောင်းထားပြီးတော့မတ်တရက်နေသောဟန်ဖြစ်တယ်။လက်တစ်ဖက်မှာဓာတ်ကိုကင်ထားပြီးအခြားလက်တစ်ဖက်ရဲ့လောဝါပေါ်မှာသွေးတွေထည့်ထားတဲ့ငွေပလားတစ်လုံးကိုတင်ထားလိမ့်တယ်။အရှိမကြော့ပွဲအပြင်သားစိမ်း၅စိမ်းတွေနဲ့ပြင်ဆင်ထားသောစပွဲတွေလည်းရှိတယ်။အချိန်ကတော့ညနေပိုင်းချိန်ရောက်နေပြီဖြစ်လို့ဟော်ကန်ထဲမှာမှောင်စားပြုတ်နေပြီ။ဆရာကြီးနေတာကသူ့ဟော်ကန်ထဲမှာမီးမထွန်းသောကြောင့်ပို့ပြီးမှောင်းနေတာလည်းဖြစ်တယ်။အဲ့ဒီအချိန်ရောက်မှသူ့ရဲ့ဟော်ကန်ထဲမှာမီးမြန်းလိုသူတဦးကလည်းရှိနေတယ်။အသက်40ကျော်အရွယ်ခန့်ရှိပြီးစိန်ရွှေရတနာတွေဝတ်ဆင်ထားသူတယောက်ဖြစ်တယ်။အဖို့တန်လက်ဝဲရတနာတွေဝတ်ထားတော့လေရုပ်ရည်ကတော့ကြမ်းတမ်းနေအသားမဲမဲဝဝဖိုင်ဖိုင်နဲ့စိတ်ကြမ်းလူကြမ်းပုံစံမျိုးဖြစ်တယ်။သူနာမည်မှာဒေါ်မာနီဖြစ်တယ်။ဒေါ်မာနီကနောက်ဆုံးမှဝင်ခွင့်ရသူဖြစ်တော့သူဝင်ရောက်လာတဲ့အချိန်မှာမှောင်စာပြိုးနေတဲ့အချိန်ပဲဖြစ်တယ်။နေတာရကတော့သူ့ရှေ့မှာရောက်နေတဲ့အမျိုးသမီးရဲ့ရုပ်စင်းအင်္ဂါထက်ဝတ်ဆင်လာတဲ့စိန်ရွှေရတနာတို့ကိုသာစိတ်ဝင်စားနေတယ်။ကြိုတင်စီရင်ပေးခဲ့ပြီးနောက်မှာပင်ဒေါ်မာနီနဲ့ပတ်သက်တဲ့အကြောင်းအရာချက်လက်တွေကိုစုံစမ်းခိုင်းထားပြီးဖြစ်တော့တည်တင်သလောက်တည်ထားပြီးလေဖြစ်တယ်။နာမည်ဒေါ်မာနီမဟုတ်လား။ဟုတ်ပါတယ်။တာသက်လိုင်စင်ရထားပြီးအမဲသားကိုတာမွေဈေးထဲမှာလည်းရောက်အခြားဈေးတွေကိုလည်းဖောက်တဲ့ပေးတာနဲ့အတော်လေးစီးပွားဖြစ်နေတယ်မဟုတ်လား။မှန်ပါတယ်ဆရာကြီးရဲ့ဒီလိုပေါ့လေလောကရန်တရားရဲ့စီမံရပဲလို့သာသဘောထားပေါ့။စီးပွားရေးကောင်းလာတော့လေမနာလိုတဲ့သူတွေပြန်ဆိုင်တိုက်ခံတွေကပေါ်လာတတ်တာပဲ။အခုခမရတဲ့ဒီလိုပြန်ဆိုင်တိုက်ခံတွေတွေ့နေရတယ်လို့ကျုပ်ရဲ့ဆောင်းလျှောက်တွေကလာပြောနေတယ်ဗျ။မှန်လိုက်လေဆရာကြီးရဲ့တွေးထွက်အောင်ကိုမှန်တာပါပဲ။အခုဆရာကြီးစီလာတာလေဒီကိစ္စအတွက်နဲ့ပဲလာခဲ့တာပါပဲ။ပြောတာပြောပါကျုပ်က9ရက်သားသမီးတွေရဲ့ဒုက္ခတွေကိုကယ်တင်ဆောင်းလျှောက်ပေးဖို့အထက်ပုဂ္ဂိုလ်တွေကတာဝန်ပေးထားတာဆိုတော့တက်နိုင်တဲ့လောက်တော့ကယ်တင်ဆောင်းလျှောက်ပေးပါမယ်။ဒီစကားကြားတာဝမ်းသာလိုက်တာဆရာကြီးရဲ့ကျမအဖြစ်ကဒီလိုပါအခုသားသက်ခွင့်လိုင်စင်ကအစ်စ်လဲဖို့ရက်ကနီးလာပါပြီ။ဒီနှစ်တော့ကျမအတွက်ပြိုင်မအစ်စ်တစ်ယောက်ပေါ်လာတယ်။သူဟာဈေးထဲမှာအမဲသားရောင်းနေရကတဖြည်းဖြည်းကြီးထွားလာတော့လေးလံဆွဲပြီးလှုပ်တော့မဲ့အခြေအနေမျိုးရောက်လာပါလေ။အေးဒါကတော့သဘာဝပဲပေါ့။ငွေကြီးအရာသူကပို့သုံးနိုင်တဲ့အခြေအနေမျိုးမှရှိတယ်။တကယ်လို့လေးလံသူရသွားရင်ကျမတို့အဆက်လေးကွယ်စီးပွားလေးပြက်ရမယ့်ကိန်းမျိုးစိတ်တော့မှာပါပဲ။ဒါကြောင့်ကျမကိုကူညီပေးပါဆရာကြီးရဲ့။အေးအတော်ခက်ခဲတဲ့ကိစ္စမျိုးပဲ။ဒီကိစ္စမျိုးတွေကကျုပ်တို့ထက်သက်ဆိုင်ရာပုံကိုယ်တွေအကူအညီပေးမှအောင်မြင်နိုင်မယ့်ကိစ္စမျိုးပဲ။ဘလို့ပဲဖြစ်ဖြစ်နိုင်မို့သာအရေးကြီးတယ်။ဒီကိစ္စအောင်မြင်မယ်ဆိုရင်ဘလို့ကုန်ကြခံပါမယ်လို့ရဲရဲတင်းတင်းမင်ပြောနေတယ်။အဲ့ဒီစကားကိုကြားတော့ဆရာကြီးကတော့ကြောင်ညီတက်ခါစဉ်းစားနေတယ်။ပြီးတော့မှဒီလောက်စိတ်ဆန္ဒပြင်းပြနေတော့လေအောင်မြင်အောင်ကူညီပေးရမှာပေါ့ခမရဲ့ပြင်မဲ့စီးပွားပြက်ချင်ပြက်ဒါမှမဟုတ်အသက်ထွက်တာကိုမြင်ကြားချင်တာမလားလို့မေးတယ်အဲ့ဒီစကားကြတော့ဒေါ်မာနီကများစွာဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ်
ဟုတ်ပါတယ်ဆရာကြီးဒီရက်တိုင်းမှာပဲကောင်းပြီဟောအခန်းထောင်းမှာရှိတဲ့ရုပ်ထုစီကိုသွားပါအဲ့ဒီရုပ်ထုကတခြားမဟုတ်ဘူးသွေးစားဘလူးလို့ခေါ်တယ်လှည့်ကြည့်လိုက်တော့မောင်းနေတော့အခန်းထဲမှာကြောက်စရာကောင်းတဲ့ရုပ်ထုကိုတွေ့ရတယ်ရုပ်ထုလက်ထဲမှာရှိတဲ့ဓာတ်နဲ့ခမည်းလက်မောင်းကသွေးကိုဖောက်ပြီးလက်ဝါးပေါ်မှာတင်ထားတဲ့ငွေပလားတဲ့ကိုထည့်ပြီးခမည်းဖြစ်စီကျင်တာကိုဆူတောင်းပေးပါဆူတောင်းတဲ့အတိုင်းဖြစ်လာပါလိမ့်မယ်ဟုတ်ကဲ့လုံးဝင်းမလားလုံးဝင်းပါရဲ့ဆရာရဲ့ကျမကနွားတောင်တက်နေတာပဲလက်မောင်းသွေးဖောက်တာတော့မကြောက်ပါဘူးလို့ပြောတယ်နောက်တစ်ခုပြောလိုက်အောင်မယ်ခမည်းပြောတာကိုသွေးစားဘလူးကလက်ခံရင်တစ်ခုခုပြန်ပြောလိုက်မယ်အဲ့ဒါကိုလည်းတီးတီးချာချာနားထောင်ကြည့်ပါသူပြောတဲ့အတိုင်းလုပ်ပြီးရင်ခမည်းဖြစ်စီကျင်တော့ချက်ချင်းဖြစ်လာစေရမယ်လို့ပြောတော့ဒေါ်မာနီလည်းစိတ်အားထက်သန်သောအမှုအရာနဲ့ရုပ်ထုရှိရာကိုထသွားလေတယ်အနားရောက်ပြီးအသေးချာကြည့်တော့မှရုပ်ထုမှာအသက်ဝင်နေတဲ့ကဲ့သို့ဖြစ်ခါသူတို့စိုက်ကြည့်နေတယ်တကယ်ဆိုရင်အဲ့ဒီမြင်ကွင်းမျိုးကထိတ်လန့်ကြောက်ရွံ့စရာကောင်းတယ်တော်ရုံအသိငယ်တဲ့တဲ့သူဆိုရင်အဲ့ဒီနေရာမှာပဲပြန်ထွက်ပြေးလောက်တော့အခြေအနေမျိုးဖြစ်တယ်ဒေါ်မာနီကတော့ကြောက်ရွံ့တတ်သူမဟုတ်ဘူးဒေါ်မာနီကသွေးစားဘလူးရုပ်ထုရှိမှလောက်ချီလေးတောင်းပန်ပြီးတော့ဓာတ်ကိုအရင်ယူတယ်ပြီးမှသွေးထည့်ရင်သွေးဖလားကိုယူတယ်အဲ့ဒီနောက်လက်မောင်းသွေးကိုဖောက်ချလိုက်ပြီးစီးကျလာတဲ့သွေးတွေကိုငွေပလားနဲ့ခံလိုက်တယ်သွေးဆက်တွေကတော်တော်များများဖလားတဲ့ကိုရောက်သွားတယ်အဲ့ဒီလိုရောက်သွားတော့မှဓာတ်ကိုမူလနေရာကိုပြန်တင်နေနောက်ထပ်သွေးထည့်ထားတဲ့ဖလားကိုသွေးစားဘလူးလက်ဝါးပေါ်သို့ပြန်တင်လိုက်ပြီးဆူတောင်းသမှုပြုတ်လေတော့တယ်သွေးစားဘလူးမေတော်ကြီးကိုကျွန်တော်မျိုးမဤသွေးဖြင့်ပူဇော်ပါ၏ထို့သောပူဇော်ရခြင်းကြောင့်တိုက်ရိုက်ခိုက်အနှောက်အယှက်တို့ကိုဖယ်ရှားပေးသနာတော်မူပါရန်သူတို့ရဲ့တပ်ကိုယူပါအသွေးသားတို့ကိုစားတောက်တော်မူပါကျွန်တော်မျိုးမအတွက်အောင်မြင်ခြင်းများစွာကိုလေစောင့်ကျင်ပေးသနာတော်မူပါလို့ဆုတောင်းသမှုလေးပြုတယ်အဲ့ဒီလိုဆုတောင်းပြီးမရှိမနှောင်းမှပင်တိတ်ဆိတ်နေသောအခန်းထဲမှာထူးခြားသောအတန်တွေပေါ်ထွက်လာတယ်လေတိုးသောအတန်မျိုးကဲ့သို့အတန်တွေပေါ်ထွက်လာပြီးစကားပြောတဲ့အချို့ပေါ်လာလေတယ်လိုရင်ဆန္ဒပြည့်ချင်သမီးတော်ဝတ်ထားတဲ့စိန်လက်စွပ်ကိုငွေပလားထဲထည့်ပေးထားပါဒီလိုလုပ်ရင်9ရက်အတွင်းလိုရင်ဆန္ဒမှန်သမျှပြေဝအောင်မြင်လိမ့်မယ်ရုပ်ထုကြီးရှိရမှာဝိုးတော်ဝါပေါ်ထွက်လာတဲ့အတန်ကြောင့်ဒေါ်မာနီမှာအနေငယ်အံ့ဩသွားတယ်အချိန်ကလည်းညဦးပိုင်းအချိန်ရောက်နေပြီဖြစ်တော့ကြောင့်အခန်းထဲမှာမြောင်စားပြူလာတယ်ဒေါ်မာနီယာရုပ်ထုကြီးကိုကြည့်လိုက်တော့အသက်ဝင်စားပြူလာပြီးဟုတ်ကဲ့ပါရှင်ပေးပါမယ်အောင်မြောင်သာကူညီဆောင်မပေးပါလို့ကြပြားကြရပြောဆိုပြီးဝတ်ထားတဲ့စိန်လက်စွပ်ကိုချွတ်ပြီးသွေးခွက်ထဲကိုထည့်လိုက်တယ်ပြီးမှရုပ်ထုကြီးကိုယူသေးပေးကနောက်ကိုပြန်လှည့်ထွက်လာတယ်ဆရာကြီးနေသားရရှေ့ရောက်တဲ့အခါထွေထူးထူးမင်းမြန်းစရာမရှိတော့လို့ပြောဆိုနှုတ်ဆက်ခါလောကပါလာဂမ်ဘီယာဆန်အိမ်မှပြန်ထွက်သွားလေတော့တယ်အဲ့ဒီအခါဆရာကြီးနေသားရများစွာကျင်းတဲ့သောအမှုအရာနဲ့နေရာမှာထားကသွေးစားဘလူးရုပ်ထုရှိတဲ့နေရာကိုရှောက်သွားလေတယ်အနီးရောက်တဲ့အခါသွေးခွက်ထဲမှာထည့်ထားခဲ့တဲ့စိန်လက်စွပ်ကိုနှိုက်ယူလိုက်တယ်အဲ့ဒီအခိုက်မှာပဲမမျော်လင့်တဲ့ဖြစ်ပျက်ကဖြစ်လာလေတော့တယ်အခြားမဟုတ်ဘူးသွေးခွက်ကအောက်ကိုပြုတ်ကျသွားပြီးတော့သွေးစားဘလူးလက်တစ်ဖက်ကနေသားရလက်ကိုဖမ်းဆွဲထားလိုက်တယ်လမ်းဖြန့်သွားပြီးကြည့်လိုက်တဲ့အခါသွေးစားဘလူးကအသက်ဝင်နေပြီနေရင်းနေတဲ့မျက်လုံးနဲ့သူ့ကိုပြူးကြည့်နေပြီပါဇက်ဖြဲကရှိပြတယ်အောင်မလေးဗျာလောက်ကြပါအောင်အဲ့ဒါလိုပြောပြီးအတင်းယုံတော်လည်းမလွတ်တော့အဲ့ဒီအခိုက်မှာပင်သွေးစားဘလူးကလက်ထဲကဓာနဲ့နေသားရလယ်ပင်ကိုဖောက်ခါသွေးတွေစုပ်ယူလိုက်တော့တယ်ကဲပါဦးအဲ့ဒီအခိုက်မှာပင်အပြင်ဘက်မှာရှိတဲ့တပည့်တွေကပြေးဝင်လာကြတယ်လက်တစ်ဖက်မှာဓာတ်တလက်ကင်ကမမကြီးရက်နေတဲ့သွေးစားဘလူးကိုမြင်တဲ့အခါမျက်လုံးပြူးသွားကြလေတယ်နေသားရကတော့သွေးရိုင်ထဲမှာခွေကလေးလဲကြနေတယ်အဲ့ဒီအခြေအနေကိုမြင်တဲ့အခါမှာအခြေအနေမကောင်းမှန်းသိကြလို့ခြေဦးတက်ရထွက်ပြေးကြတော့တယ်အဲ့ဒီအခိုက်မှာခြံပေါဝါတို့ကားတစ်စင်းရက်လာတယ်ဒေါက်တာမင်းထင်ကျော်စုံတော့ကျော်စွာဦးဆိုင်တီပါနဲ့ဦးပန်ကောင်တို့အပြင်ပလိတ်တွေလည်းပါလာတယ်သူတို့ရောက်သွားတော့အိမ်ထဲမှာပြေးထွက်လာတဲ့လူတချို့ကိုတွေ့ရသဖြင့်အားလုံးခေါ်ထားလိုက်တယ်ဘာဖြစ်လာကြတာလဲကျွန်တော်တို့ဆရာကြီးတော့သိပြီးထင်တယ်ဟိုမှာသွေးစားဘလူးရုပ်ထုကြီးအသက်ဝင်ပြီးအပြင်ထွက်လာပြီးပြလို့ပြောတော့ခြံဝင်းထဲကိုဝင်သွားတယ်အဲ့ဒီအချိန်မှာပင်အိမ်အတွင်းမှာဝုန်းတိုင်းဆိုတဲ့အတန်တွေကြားလိုက်ရပြီးတော့လက်ထဲမှာဓာတ်တလက်ကင်ထားတဲ့သွေးစားဘလူးကထွက်လာတယ်ဟိုမှာထွက်လာပြီးစုံတော့ကျော်စွာတနက်ကိုဆွဲထုတ်လိုက်တယ်မပြည့်နဲ့မောင်ကျော်စွာတက်သားနဲ့ထုလုပ်ထားတဲ့အယုတ်ကိုတနက်နဲ့ပြစ်လို့လေအကြောင်းထူးမှမဟုတ်ဘူးလို့ဥပန်ကောင်ကလှမ်းတားတယ်သွေးစားဘလူးကလည်းအိမ်အပြင်ကိုထွက်လာပြီးဒါအပမှီနေတာပဲကျုပ်တို့တစ်ခုခုလုံးမှဖြစ်မယ်ဆရာကြီးဦးစိမ့်ဒီပါပြောတဲ့ဖြင့်ဥပန်ကောင်ကခေါင်းရင်းပြလိုက်တယ်သို့တော်လည်းဘလို့လုံးရမှန်းတော့မသိသေးဘူးကျုပ်ဒီအိမ်ကိုတစ်ခေါက်ရောက်ဖူးတယ်အပေါဝါမှာရုပ်ထုကြီး၄ရုပ်ရှိတယ်ခမရ2ရုပ်အသက်တွင်ကျုပ်က2ရုပ်ကိုအသက်သွင်းမယ်ပြီးတာနဲ့သွေးစားဘလူးကိုဖျက်ဆီးခိုင်းမယ်လို့ပြောဆိုတိုင်ပင်ကအရှိအနောက်ခွဲကတဏှာစီထွက်သွားကြလေတော့တယ်အဲ့ဒီအခိုက်မှာပဲနေရာမှာကြံခဲ့တဲ့ဒေါက်တာမင်းထင်ကျော်တို့ကိုမြင်းသဖြင့်သွေးစားဘလူးကတလန်းညင်းတိုးလာတယ်ကျော်စွာသူအနီးရောက်လာတဲ့သွေးစားဘလူးကိုတနက်နဲ့ပြက်တယ်ဒိုင်းကြည်စံထိမှန်တာကြောင့်နောက်ဖက်ကိုရင်သွားယုံမှတပါထူးထူးခြားခြားဘာမှမဖြစ်ဖေပြန်ထလာတယ်သွေးစွန်ပြီးဖုံဝင်နေတဲ့သွေးစားဘလူးကသွားတဖြည်းဖြည်းနဲ့သွေးရနိုင်တဲ့လူများရှိရာကိုလာတယ်လူတွေကလည်းသွေးစားဘလူးလက်ထဲမှာကင်ထားတဲ့ဓာတ်ချက်မမိအောင်ရှောင်ပြေးနေကြရတယ်တကြိမ်မှာတော့ဒေါက်တာမင်းထင်ကျော်ထံရောက်လာသဖြင့်
ရှောင်းရင်တင်းရင်နဲ့အင်ကြီးဘက်ကိုပြန်ရောက်လာလေတယ်။သွေးစားဘလူးကလည်းခြေကားရလက်ကားရနဲ့နောက်မှလိုက်လာလေတယ်။အဲ့ဒီအခိုက်မှာပင်လောကပါလာဂမ်ဘီယာဆန်အင်းရဲ့အပေါဝလေးကူမှာချထားတဲ့ရုပ်ထုကြီးလေးကူမှာအသက်ဝင်ကအပြင်ကိုထွက်လာကြလိမ့်ပြီ။ဘလူးကောင်ဆောင်းထားတဲ့ရုပ်ထု၊နဂါးကောင်ဆောင်းထားတဲ့ရုပ်ထု၊ဂလုံဦးကောင်ဆောင်းထားတဲ့ရုပ်ထု၊နောက်ဦးကောင်ဆောင်းထားတဲ့ရုပ်ထုတို့ဖြစ်ကြတယ်။အသက်ဝင်ပြီးထွက်လာတဲ့ရုပ်ထုကြီးတွေကဖောက်ဝင်နေတဲ့သွေးစားဘလူးကိုဝိုင်းထားလိုက်ကြတယ်။သွေးစားဘလူးရုပ်ထုကလည်းလက်ထဲမှာကင်ထားတဲ့ဓာတ်နဲ့ရံမှုဖို့ကြိုးစားလေတယ်။သို့တော်တစ်သားရုပ်ထုချင်းဖြစ်နေသောကြောင့်ထူးခြားမှုမရှိဘူး။တစ်ချိန်မှာတော့တန်လျက်ကင်ထားတဲ့ဘလူးလက်ချက်နဲ့သွေးစားဘလူးရဲ့လက်တစ်ဖက်မှာပြတ်ကျသွားလိတော့တယ်။ဒါလို့ဖြစ်ပြီးမကြခင်မှာပဲဝိုင်းဝန်းလာသောရုပ်ထုလေးကိုတို့ကတိုက်ခိုက်ကြသဖြင့်ကြံလက်တစ်ဖက်နဲ့ခြေထောက်တွေပါကျိုးပဲ့သွားလိတော့မြေပေါ်သို့ပုံကျသွားလိတော့တယ်။အသက်ဝင်နေသေးတော်လေရွေးရှားပြီးမရတော့ဘူး။အဲ့ဒီအခါမှာကြံရုပ်ထုတွေကထိုနေရာမှပြန်ထွက်သွားကြလေတယ်။မရှိမနှောင်းမှာပင်ထိုနေရာသို့ဥပန်ကောင်ရောက်လာပြီးပရိတ်ကျိုးပရိတ်ချီများနဲ့ဆွတ်ချပေးလိုက်တော့ဝင်စည်းနေတဲ့ဖုံးဝင်းရင်ပြန်ထွက်သွားတော့ကြောင့်တာမန်ရုပ်ထုဘဝသို့ပြန်ရောက်သွားလိတော့တယ်။အန်ရီယေကပြီးသွားလိပြီ။အိမ်ဘဝမှာထားတဲ့ရုပ်ထုကြီးများမှလည်း၎င်းတို့နေရာကိုပြန်ရောက်နေကြပြီးဆေးစွာအာနိတင်ပြဲသွားပြီဖြစ်လို့ငြိမ်သက်စွာနဲ့ရှိနေတယ်။အဲ့ဒီကိစ္စတွေပြီးတော့စုံတော့ကြော်စွာနဲ့ပလိတ်တွေကဖမ်းထားတဲ့လူတွေကိုစစ်ဆေးမေးမြန်းတဲ့အခါနေသားရစီခိုက်တဲ့ဖြစ်လောက်ရခြင်းဖြစ်ကြောင်းနဲ့မြည်တို့မြည်ပုံလိမ့်ညာတဲ့လျှို့ဝှက်ချက်တွေကိုပါပြောပြကြလေတယ်။အကြအမြင်လာမေးတဲ့သူတို့ရဲ့မှတ်တမ်းတွေ၎င်းတို့စုံစမ်းရရှိထားတဲ့အချက်လက်တွေရဲ့ပြီးအရေးကြီးတဲ့အချက်တွေကိုတီးခြားမှတ်တမ်းတွေပြုလုပ်ထားတယ်။ဒါအပြင်ဖန်လုံးကြီးထားတဲ့အခန်းထဲမှာပြီးအပြင်ဘက်ကကြည့်ရင်မမြင်နိုင်ပြီးအထဲမှာကြည့်ရင်မြင်ရတဲ့မှန်ကန်တစ်ခန်းရှိပြီးတော့အဲ့ဒီအခန်းထဲမှာကျိုးတွေ့ထားတဲ့အတန်ဖန်းဆန်နဲ့ပြောပါကလိုသောနေရာမှာအတန်ထွက်စီခြင်းဖန်လုံးကြီးအတွင်းမှာပုံရိပ်တွေပေါ်လာစေဖို့အသုံးပြုသောကရိယာတို့ကိုပါတွေ့ကြရတယ်။ဒါတွေမကပဲမျက်လက်ပွဲတွေမှာအသုံးပြုတဲ့ပစ္စည်းကရိယာတွေကိုလေအဲ့ဒီအခန်းထဲမှာတွေ့ကြရတယ်။ကိုကျော်စွာကြီးတမိုးကြီးတဲ့ဘေးရင်ပညာကိုခုတုံးလုပ်ပြီးတော့လိန်ညာစားတောက်တဲ့လူတွေစုတော့နေကုန်းချုပ်သွားပြီ။ဒါတွေကိုခေါင်းဆောင်ပြီးလုံနေတဲ့ဆရာကြီးလေသူ့အယုတ်ကသူ့ပြန်တက်လို့တေးရရှာပြီးအမှုဖွင့်ရင်တော့ဟိုမှာလဲကျနေတဲ့ခြေပြက်လက်ပြက်နဲ့တွေးစားဘလူးကိုပဲအမှုဖွင့်မိတော့လို့ဒေါက်တာမင်းထင်ကျော်ကပြောတော့စုံတော့ကျော်စွာလွန်စွာစိတ်ပေါ်ပါတော့အတန်နဲ့အမှုမဖွင့်တော့ပါဘူးဆရာကြီးအမှုပိတ်ပြစ်ရုံပဲရှိတော့တယ်ဒီတပုတ်ဦးလို့ရှုပ်ထွေးလာတဲ့အရှုပ်တော်ပုံကြီးပြီးသွားတာပဲတော်လာပါပြီလို့ပြောလိုက်တယ်အမှုကပြီးသွားပြီမယ်စာရေးဆရာစီသွားပြီးအကြောင်းစုံပြောပြပေးရအောင်မယ်ဒါမှသူဇလန်းဝတ္ထုရေးလို့ရမယ်ဒါကတော့ဆရာပဲတာဝန်ယူပြီးပြောလိုက်ပါတော့ဒါအပြင်ဆရာဆောင်ရွက်ရအောင်မယ်နောက်ထပ်တာဝန်တစ်ခုရှိသေးတယ်ရှုပ်ထွေးပွေလီလာတဲ့ဖြစ်ပျက်တွေကြောင့်စိတ်အားငြိမ်နေတဲ့နမ်းမြောက်တွေကိုအားပေးတဲ့အလုပ်လုပ်ပေးစီရကြံသေးတယ်လေတိုးတိုးပြောပါကိုကျော်စွာရဲ့ဟိုမှာသူ့ဦးကြီးရှိနေတယ်ကြားသွားမှဖြင့်တမျိုးတမီထင်းနေပါဦးမယ်တည်သွားတော့လေပို့ကောင်းတာပေါ့ပြောရရင်တော့ဆရာတို့နှစ်ယောက်ကတကယ်ကိုရှေ့သွားနောက်လိုက်ညီပါပြီတဲ့ကျွန်တော်တော့တရင်ကောင်ကြားရဖို့ပဲစောင့်နေတော့မယ်လို့ပြောတယ်အဲ့ဒီနောက်အင်ကြီးအတွင်းကိုဝင်ရောက်ခါရှင်းလင်းဆရာတွေရှင်းတင်းဆရာရှီယာတွေကိုတင်းစီရန်အတွက်ကတော့ပလိတ်တွေရပင်လောက်ကင်ညာနေတယ်လူတွေအပေါ်မှာမျိုးမျိုးလိန်ညာစားတောက်ခဲ့တဲ့ကြားမြင့်ဆရာကြီးနေတော်ရမှာတော့သွေးအိမ်ထဲမှာအသက်ပြောင်းနေပြီသူလက်ချက်ကြောင့်စီးပွားပြက်ဘဝပြက်ကြတဲ့အပြင်အသက်ပါတိတ်ဆုံးခဲ့ရသူတွေရဲ့ဝတ်ကြီးကံကြမ္မာကိုတကြော့ပြန်ခံရခြင်းပဲဖြစ်ပြီးတော့တယ်လူတို့ဒီအတိတ်ဟောင်းမှာပါလာတဲ့ဝတ်ကြီးကံကျွေးတွေကိုမလွဲမသွေပြန်နေပေးဆက်ကြရတယ်ထို့အတူအသက်ပြုလုပ်ခဲ့တဲ့ကံကျွေးဝတ်ကြီးတွေကိုလေတစ်ချိန်မှမလွဲမသွေပြန်နေပေးဆက်ကြရပေလိမ့်မယ်အခုတော့ယုံကြည်မှုလွန်ကဲသူများနဲ့အဖို့တစ်ခုကြုံတွေ့ရင်အာကိုရှာခြင်းသူတွေအတွက်ငရေကန်းတပွဲဖြစ်ခဲ့တဲ့လောကပါလာဂမ်ဘီယာဆန်အိမ်ကြီးကတော့အမောင်ရိပ်တွေအောင်မှာငင်းသက်စွာနဲ့ပဲရှိနေတော့တယ်။တနေ့မှတော့ရွှေတကုံစေးတီတော့ရင်းမြမောစနေတောင်းရှိတဲ့ညောင်မင်းကြီးအောက်မှာဘေးရင်ဟောပြောနေတဲ့ဘေးရင်ဆရာဦးတာယာထံကိုဘေးရင်မင်းမြတ်မဲ့လူ2ယောက်ရောက်လာကြတယ်။အမျိုးသား1ယောက်မျိုးသမီး1ယောက်ဖြစ်တယ်။အမျိုးသားကျွန်တော်တို့ရဲ့ဇက်လိုက်ကျော်ကြီးဒေါက်တာမင်းထင်ကျော်ဖြစ်ပြီးကြံ1ယောက်ကတော့နမ်းမြဝတီဆိုတဲ့မိမချောလေးပင်ဖြစ်တယ်။သူတို့2ယောက်ကရှေ့သွားနောက်လိုက်ညီလာပြီးအတူတကွာလာကြတော့လေချစ်သူဘဝရောက်နေကြသည်တော့မဟုတ်ကြသေးဘူး။တော်တော်တယောက်ရဲ့အတွင်းသဘောကိုတယောက်ကသိနေတဲ့အခြေအနေမျိုးအထိတော့ရောက်ရှိနေကြပြီဘေးရင်မင်းမဲသူကနမ်းမြောက်ရီဖြစ်တော့ကြောင့်ဥတရာကမွေးလာခုနှစ်တက်ကရစ်တို့ကိုမင်းများပြီးတွက်ချက်ကဟောပြောတယ်တခြားအကြောင်းအရာတွေကိုသိစိတ်ဟောပြောပေးပြီးနောက်မှမိန်းကလေးအတွက်အရေးကြီးတဲ့ဟောပြောချက်တစ်ခုကိုဟောပြောပေးရအောင်မယ်လို့ပြောတယ်ပြောပါဆရာကြီးတခြားတော့မဟုတ်ပါဘူးဘဝတစ်လျှောက်လုံးနဲ့သက်ဆိုင်တဲ့ကိစ္စမျိုးပါမကြခင်ချစ်သူနဲ့တွေ့ပြီးရွှေလက်တွဲထွက်ရတော့မယ်ကိန်းမြင်ပါတယ်အခုတော့ကျမမှချစ်သူမရှိသေးပါဘူးအခုမရှိသေးပေမဲ့မကြခင်မှရှိလာပါလိမ့်မယ်သူနဲ့ပဲလက်တွဲခွင့်ရမှာပါလို့ဟောပြောပေးတယ်အဲ့ဒီလိုဟောပြောနေသည်ကိုတော့ဒေါက်တာမင်းထင်ကျော်မကြားလိုက်ဘူးနမ်းမြောက်ရီဘေးရင်မင်းနေတဲ့အချိန်မှာလွတ်လွတ်လပ်လပ်ရှိစေဖို့မင်းငါးပါးဖျားဘက်ကိုသွားနေတော့ကြောင့်ဖြစ်တယ်မင်းငါးပါးဖျားမှာညောင်မင်းကြီးနဲ့မနီးမဝေးနေလာဖျားအနီးမှာပဲရှိတယ်သူပြန်လာတဲ့အခါနမ်းမြောက်ရီကဘေးရင်မင်းမြန်းချင်းကိစ္စပြီးစီးနေပြီဒါကြောင့်ဘေးရင်ဆရာဦးတရာကိုနှုတ်ဆက်ပြီးနောက်အဲ့ဒီနေရာမှာထွက်လာကြလေတယ်တ
တနေရာရောက်တော့နမ်းမြောက်တွေကပင်စပြောတယ်ဘေးရင်ဆရာကြီးကတော့ထူးထူးခြားခြားစကားတခွန်းပြောလိုက်တယ်ဘလို့စကားမျိုးပါလိမ့်နမ်းမြောက်တွေကရှက်ပြုံးကလေးနဲ့မကြခင်ချစ်သူနဲ့တွေ့ပြီးလက်ထပ်ရမယ်လို့ပြောတယ်လို့လည်းပြောတယ်ကောင်းတာပေါ့ရည်ရွယ်ထားတဲ့ချစ်သူရောရှိနေပြီလားအခုထိတော့မရှိသေးပါဘူးဒီလိုဆိုရင်တော့ကိုပြောချင်တာလေးတွေပြောခွင့်ရသေးတာပေါ့ကိုမင်းထင်ကျော်ကဘာပြောမှမလို့လဲတခြားတော့မဟုတ်ဘူးနမ်းမြောက်တွေနဲ့စတွေ့ကြတဲ့စိတ်ဝင်စားနေပြီးမြတ်တာရှိနေမိပါလေရည်ရွယ်ထားသူမရှိသေးရင်တော့ကျွန်တော်မြတ်တာကိုလက်ခံစဉ်းစားပေးပါလို့ပွင့်ပွင့်လင်းလင်းနဲ့ပဲဖွင့်ပြောလိုက်တယ်ကိုမင်းထင်ကျော်ဖွင့်မပြောခင်ကတည်းကအတွင်းသဘောကိုတိတန်တလောက်တော့သိပါလေတခုတော့မေးချင်ပါလေကျမတို့ကတွေးကြဆုံကြတာမကြသေးတော့ကျမအပေါ်မှာမြတ်တာရှိတဲ့ဆိုတာရောအမှန်ဟုတ်ရဲ့လားမြတ်တာတရားဆိုတာလှည့်စားရမယ့်အရာမျိုးမှမဟုတ်တာကျွန်တော်တို့အသက်အရွယ်တွေနဲ့ပေါ့ပေါ့တွေပေါ့ပေါ့ပြောရမှာလည်းမဟုတ်ပါဘူးနမ်းမြောက်ဒီအပေါ်မှာတကယ်မြတ်တာစင်နဲ့နှစ်သက်မှုဖြစ်နေတဲ့ဆိုတာကိုတော့သစ္စာပြုဝင်ပါလေဒီလိုပြောရင်တော့ယုံကြည်ပါပြီကျမဘက်ကသာအဖြေတစ်ခုရအောင်လက်ခံစဉ်းစားပေးပါမယ်ကျွန်တော်လိုချင်တဲ့အဖြေမျိုးမဟုတ်သေးပေမဲ့ဒီရဲ့အဖြေကြားရတာနဲ့တင်စိတ်ချမ်းသာမိပါတယ်လို့ပြောကရေမြင်တော်တပတ်လက်ကဖျားဖူးကြတယ်နမ်းမြောက်ရီကမွေးနေ့ကျိုးတောင်းရောက်တော့ပန်းတစည်းဝယ်ပြီးတဝက်ခွဲပေးတယ်အတူတူဆူတောင်းမို့လားသူမရှက်ပြုံးကလေးနဲ့ပြုံးပြလိုက်လေတယ်ဒါအပြင်သူလိုချင်တဲ့ဖြေရဲ့ဏ္ဍန်ပုံရိပ်ဖြစ်တော့တယ်ဖះမှာပန်းကက်လူပြီးနောက်မှာတော့တစ်သက်လုံးလက်တွဲနိုင်ကြပြီးဘဝခီးလန်းကိုရှောက်လန်းနိုင်ပါစေလို့ဆူတောင်းရုံမှာတပါအခြားမရှိတော့ပါဘူးဟုတ်ကဲ့ပါရှင်ဒီကနေ့ကျမတို့ channel ရဲ့တင်ဆက်မှုကတော့ဒီမှာတင်ပြီးဆုံးခဲ့ပါပြီဇလန်ဆာမအစုံတိုင်းနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဇလန်ကောင်းတွေနဲ့နောက်ရက်မှထပ်မံဆုံတွေ့ပါအောင်မယ်ရှင်